အားလုံးပဲမင်္ဂလာပါတက်လုံဘော့ကတ်စာနေပြန်လည်ကြိုဆိုပါရစေဒီနေ့အပိုင်းမှာတော့ကျွန်တော်တို့ trade log ရဲ့ဒီစိတ်ဝင်စားတဲ့အတွေ့အကြုံတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဆွေးနွေးဖို့ဖိတ်ခေါ်ထားတဲ့တယောက်ရှိပါတယ်သူကတော့ဒီ local မှာရော international မှာရောဒီပြိုင်ပွဲဝင်အတွေ့အကြုံတွေအများကြီးရှိတယ်ကိုကျော်သားမြင့်ပဲဖြစ်ပါတယ်အခုအကြောင်းလေးနည်းနည်းမိတ်ဆက်ပြီးလိုက်ပါဟုတ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကျော်သားမြင့်လို့ခေါ်ပါတယ်trade runner တယောက်ပါကျွန်တော်ပထမဆုံးသိချင်တာပေါ့နော်အခုအနေနဲ့ဒီအပြေးအားကစားကိုဒီဘယ်တော့မှစပြီးစိတ်ဝင်စားခဲ့ရတယ်ဒါငငယ်တုန်းကတခြားအားကစားတွေလုပ်ဖူးသေးတာပေါ့နော်ဟုတ်ကဲ့တကယ်တော့ဟိုငငယ်တုန်းကတော့ဘောလုံးပဲဝါသနာပါတာပါဘောလုံးကန်တာပေါ့နော်ဘောလုံးကန်နဲ့အပြေးအားကစားကိုဆိုလို့ရှိရင်တော့မမေရဆို2019ပေါ့2019မှာစပြီးတော့ဒီပြီးတဲ့ဘက်ကိုရောက်လာတယ်ပြီးတော့ကျွန်တော်တငယ်ချင်း agent win ဆိုတဲ့တယောက်ကနေပြီးတော့သူကနေပြီးတော့စပြီးတော့ပြည်တဲ့ကိစ္စကိုသူစပြီးတော့မိတ်ဆက်တယ်ပထမဆုံးစပြီးပြေးဦးတာတော့ Pocari Sweat Run 21 km ရိုးမမာရသွန် international မာရသွန်ကကြတော့2020တလပိုင်းဖြစ်မှာထင်တယ်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တကယ်ချင်း agent ဝင်ရပြီးတော့ဟိုစားရှောင်းဖိန်းဆိုတဲ့တယောက်ရယ်ကျွန်တော်က21 km အတူတူပြေးဘူးတာပေါ့အဲ့ဒါပထမဆုံးဒုတိယပေါ့အဲ့ဒါတော့ဟုတ်အဲ့ဒါကိုကဟို road run ကနေစပြေးခဲ့တာပါဟုတ်တယ်ပထမဆုံးစပြီးပြေးဘူးတာတော့အဲ့ဒီဟာဒီပြိုင်ပွဲဆိုလို့ရှိရင်တော့အဲ့လိုမျိုးမှာစပြီးပြေးပူတာဟုတ်ကိုကျော်စအနေနဲ့ပေါ့နော်ဟိုပြေးခဲ့တဲ့ပွဲတွေကဘယ်နှပွဲရှိနေလဲပေါ့နော်ပြီးတော့ဟိုအဲ့ပွဲတွေမှာဘယ်လောက် distance တွေပြေးခဲ့တာလဲပေါ့နော်အဲ့ဒါလေးဟို sharing လုပ်ပေးပါဦးဟုတ်ကဲ့ပါဟုတ်ပြေးခဲ့တဲ့ပွဲဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ official ပြေးတာတပွဲပေါ့နော်ပွဲဆို80 km ပြေးတယ်ပြီးတော့နိုင်ငံမှာဆိုလို့ရှိရင်တော့20တပွဲ50တပွဲပြီးလို့ရှိရင်85တပွဲဟုတ်ကဲ့100နှစ်ပွဲ100နှစ်ပွဲဟုတ်ကဲ့အဲ့ဆိုရင်အခုအနေနဲ့ဒီ trade ဒီ running အားကစားကိုပေါ့နော်ဘယ်လိုစသိခဲ့ရ trade ကိုစသိတာက trade ကိုတော့မသိဘူးအရင်တော့ကတော့မသိဘဲနဲ့ကြားထဲမှာကျွန်တော်တို့ covid တွေပါဖြစ်သွားတယ်ပြီးရောဟိုအဖြစ်သွားလဲဆိုတော့နော်အလုပ်တွေပါမရှိတော့အဲ့မှာ work from home တွေဖြစ်သွားဟုတ်ကဲ့ work from home ဖြစ်တော့အမှကျွန်တော်တို့တကယ် agent ဝင်မယ် agent ဝင်နေပြီးတော့မှဒီရန်ကုန် hash carrier ဆိုတာရှိတယ်ပေါ့နော်အဲ့မှာဆိုလို့ရန်ကုန် hash လို့လည်းခေါ်တယ်အဲ့ဒီမှာလာပြီးတော့ join ကြည့်ပေါ့အဲ့မှာ join ကြည့်လို့ရှိရင်ပျော်ဖို့ကောင်းတယ်ပေါ့လေအဲ့မှာဆိုလို့ရှိရင်ဒါနိုင်ငံသားရဲ့အဓိကများတယ်ပေါ့ဆိုတော့အဲ့နဲ့ပဲကျွန်တော်တို့2022 5လပိုင်းလောက်မှာပထမဆုံးဒီ hash ကိုစပြီးတော့ကျွန်တော်တို့ဟို join ဖြစ်တယ်ဆိုတော့လည်းပဲ agent ကြောင့်ပဲပေါ့နော်အဲ့ဒီကနေမှစပြီးတော့တစင်အဲ့မှာကျွန်တော်တို့ဟိုထဲဝင်အဲ့ hash ကို join နေမှာဟိုဘယ်လောက်ဖြစ်သွားမလဲဆိုတော့နှစ်ကုန်ပိုင်းလောက်မှာကျွန်တော်တို့အဲ hash နဲ့ပထမဆုံးကကျွန်တော်တို့ချောင်းတာပေါ့ချောင်းတာ out station သွားကြတာချောင်းတာ out station သွားတဲ့အချိန်မှာဒီကျွန်တော်တို့တဲတာကြတော့ဒီပဲငွေတောင်ရနာလောက်မှတဲတာဗျာငွေတောင်ရအဆက်လောက်မှတဲတော့မှ DNW ဆိုတဲ့အဲ့လိုမျိုး hotel လေးရှိတယ်အဲ့ဒီမှာမှဒီတောထဲမှာသူတို့ကလမ်းကြောင်းတွေဆွဲကြတာလမ်းကြောင်းတွေဆွဲတော့ကျွန်တော်တို့အဲ့တော့ဒီဘာမှမသိသေးဘူးသူတို့ဆွဲတဲ့ဟာနိုင်ငံသားတွေအဓိကဥဆောင်ပြီးတော့လုပ်ကြတာဆိုတော့သူတို့ကအမှဆွဲတယ်အဲကျွန်တော်တို့ကသူတို့ဆွဲထားတဲ့လမ်းကြောင်းတိုင်းကျွန်တော်တို့လိုက်ပြီးတော့ပြေးတယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးဆိုတော့အမှစပြီးတော့ဒါဟို treatment တော့မသိသေးဘူးဒါပေမဲ့ပြေးတော့ပြေးနေပြီပေါ့အမှစပြီးတော့ပြေးတော့မိုက်တယ်ပေါ့နော်ဒါလေးကမစိုးဘူးဆိုပြီးတော့ကြိုက်သွားတယ်ကြိုက်ရင်းနဲ့မှနောက်တစ်ခေါက်ကျတော့တကြံဖြစ်သွားတကြံလဲကြလဲကြတော့ကျွန်တော်တို့ငပလီကိုတစ်ခေါက်ထပ်ပြီးတော့ကျွန်တော်ခီးသွားကြတယ်အဲ့တော့ဒီခီးသွားတာလည်းပဲဒီ lockdown တွေဘာညာရှိတော့ကျတော့နည်းနည်းလေးတော့ငပလီသွားတော့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဂျိုးတွေကနေစဆင်ခြင်းများအဲ့လိုမျိုးဟိုယူဥစားပေါ့ဟိုမျိုးတစ်ခုရှိတယ်အဲ့ဒီမှာကျွန်တော်အိတ်လိုက်တယ်ပြီးတော့မှနောက်ဟိုငပလီကိုသွားတာပေါ့အဲ့လိုမျိုးကားနဲ့တော့လမ်းကြောင်းခက်ခဲ့တော့အဲ့မှာနည်းနည်းတော့ခက်တယ်အမှငပလီမှာစပြီးတော့ငပလီမှာအဲ့လိုမျိုးနောက်ထပ်ပြီးတော့လမ်းကြောင်းဆဲပြီးတော့တောတွေတွေကိုစပြီးတော့ပြေးပြီးတော့လည်းပဲတော်တော်လေးကိုမိုက်တယ်ပေါ့နော်မိုက်တယ်ကြိုက်တယ်ပေါ့ဆိုတော့အဲ့ဒီမှာပိုးဝင်ပါအဲ့မှာစပြီးတော့ဟိုမြို့ထဲမှာပြေးရတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးချောင်းကလောင်တွေတောတွေတော်တွေမှာပြေးတာကိုပို့ပြီးတော့သဘောကျသွားတာဟုတ်ကဲ့ဟုတ်အဲ့ဆိုရင်ဒီအခုအနေနဲ့ဒီဟိုပထမဆုံး trail run ပေါ့ဒါမှမဟုတ်ရင်ဒီ ultra marathon ကဟို marathon ကဘာဖြစ်မလဲဘယ်ပွဲဖြစ်မလဲပထမဆုံးကျွန်တော်စပြီးတော့ official ပြေးမှုတာ UTMB ကိုမှUTMB major tournament ဟိုမှာချင်းမိုင်မှာစပြီးတော့ပြေးမှုတယ်ချင်းမိုင်မှာစပြီးတော့အမှန်တကယ်အဲ့ဒါတော့ဟိုကျွန်တော်မင်္ဂလာစားရေးဆောင်တော့ပြီး honeymoon လည်းပဲ honeymoon ဆိုတော့အမှတ်တရပေါ့နော်အမှတ်တရအနေနဲ့မှာစပြီးတော့ဒီ2023ဒီဇင်ဘာ2023ဒီဇင်ဘာမှာချင်းမိုင် UTMB မှာစပြီးတော့ပြေးမှုတယ် trail ပေါ့နော် trail ကိုစပြေးတော့ကျွန်တော်တို့က20K category ကိုယူရတယ် 20K category ကိုယူရတယ်ဆိုတော့ကျွန်တော်တို့ကဒီစပြီးတော့ entry level မှာဆိုလို့ရှိရင်အဲ့ကနေစပြီးတော့ပြေးရတယ်ဟောကျွန်တော်တို့ပေးမိပါလားဟုတ်တယ်သူတို့ကဒီ
ကိုမှာဘာ record မှမရှိဘူးဆိုတော့ထားပါတော့ idea ရှိ idea ရဲ့ industry မှာလာဒါမှမဟုတ် UDM industry ကျွန်တော်တို့မှအဲ့တုန်းကဆိုလို့ရှိရင်ဘာမှမရှိဘူးဘာမှမရှိဘူးတော့ကျွန်တော်တို့မှပြကြမှာမရှိဘူးဒါပေမဲ့ Strava record လောက်ကတော့သူတို့ကတော့အဲ့ဒါကိုလက်မခံဘူးလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်အဲ့တော့ချင်းမ UDM ကိုစပြီးတော့ကျွန်တော်ပထမဆုံးအကြိမ်စပြီးတော့ join ဘူးတာ join ဘူးတော့2023 12လပိုင်းပေါ့12လပိုင်းမှာကျွန်တော်အမှ UDM စပြေးတယ်ပြီးတော့အခြားတငယ်ချင်းတွေလည်းပါတယ်အခြားတငယ်ချင်းတွေမြန်မာဆိုလို့ရှိရင်လည်းပဲအလုံး1ယောက်2ယောက်အလုံး9ယောက်နိုင်ငံခြားသား2ယောက်မြန်မာ3ယောက်ပေါ့နော်21မြန်မာတွေကအကုန် beginner တွေကြီးပဲဟုတ်တယ်အဲ့လိုမျိုးပဲပြောအောင်ပထမဆုံး international ပွဲကိုစပြီးတော့ဟိုထိကျွန်တော်အနေနဲ့ဆိုစပြီးထိတာပေါ့တချို့တွေကျတော့လည်းပဲဒုတိယအကြိမ်ဖြစ်ပါဘောနော်မြန်မာထဲမှာဆိုလို့ရှိရင်အဲ့ဒီမှာစပြီးတော့ကျွန်တော်တို့စပြီးတော့ဒီချင်းမိုင်ရဲ့အမှပိုတော့ကြိုက်သွားသေးအောင်ပိုကြိုက်သွားဆိုအမှပိုးဝင်သွားတာအမှပိုးပြီးတော့တဲဝင်သိလာပြီးတော့ဟုတ်တယ်ပိုးဝင်သွားပြီးတော့အမှတော်တော်လေးကြိုက်သွားတာပေါ့ဟုတ်ကဲ့အဲ့ဒါတော့ official ဒါပေမဲ့ unofficial ကျတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီ outstation တွေထွက်တာပဲ hash နဲ့ပဲပတ်သက်ပြီးပြောရမှာပေါ့နော် hash နဲ့ပတ်သက်ပြီးပြောမှဆိုလို့ရှိရင် outstation ထွက်ကျွန်တော်ကလောမှာကျွန်တော်တို့ကသွားပြီးတော့ပြေးတယ်ကလောမှာဆိုတော့ဒီအခုဒီချင်းမိုင် major ဟို major tournament မှာ UDM major tournament မှာဆိုလို့ရှိရင်ကျွန်တော်တို့က21ပြေးရဆိုပေမဲ့ရှေ့မှာကျွန်တော်တို့ကဒီကလောမှာကျွန်တော်က90တွေပါပြေးဘူးပြေးဘူးပြီးတာဒါပေမဲ့ကိုကနဲ့ကိုပဲကလောတူအင်းလေးလည်းပြေးဘူးတယ်ကလောတူအင်းလေးဆိုလို့ရှိရင်ကလောကနေပြီးတော့မှအင်းဒိန်တီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့တော့ရတာဆိုလို့ရှိရင်47 48လောက်ရတယ်47 48လောက်ရတယ်အဲ့မှာ2ကြိမ်လောက်ပြေးဘူးတယ်ကလောမှာဆိုအဲ့လို50ကီလိုမီတာဆို50ကီလိုမီတာပေါ့အဲ့လိုမျိုးအဲ့တော့အခုစောနာပြောလို့ဒီ तू ကအဲ့ဒါကြတော့ဟို Strava record ပဲဖြစ်နေတာဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဖြစ်နေတာဟုတ်တယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကဟိုဘက်မှာ official ပြေးမယ်ဆိုတော့ကြတော့ကျွန်တော်21ကနေပဲစပြီးတော့ပြေးရတာပေါ့အဲ့လိုမျိုးဆိုတော့အမှတ်တရလည်းပဲအမှတ်တရပြီးတော့ honeymoon လည်း honeymoon ဆိုတော့အမှစပြီးတော့ join များဟုတ်ကဲ့ပြီးတော့ဒုတိယပွဲရလည်းပဲ international ပွဲပဲဟိုဥစားUDM ပဲ UDM မှာဘန်ထောင်းမှာဘန်ထောင်း UDM ကကြတော့ဘန်ထောင်းကကြတော့ဒီထိုင်းနဲ့ဒီမလေးရှားရဲ့ border line မှာပြေးရတာborder line မှာပြေးရတော့တော်တော်ခက်တယ်အဲ့ပွဲကကျွန်တော်ပြေးဦးသမျှပွဲထဲမှာဆိုလို့ရှိရင်ဒီအခုအားလုံးပေါင်း9ကြိမ်ဆို9ကြိမ်ပြေးဘူးတယ်ဗောနော်9ပွဲပြေးဘူးတယ်နိုင်ငံခြားမှာထွက်ပြေးတာဗီယက်နမ်မှာ2ပွဲယူရီးယားမှာ3ပွဲယူရီးယားမှာ3ပွဲဆိုတော့အဲ့ဒီကျွန်တော်ပြေးထားတဲ့9ကြိမ်ထဲမှာဆိုလို့ရှိရင်ဘန်တောင်းမှာတော်တော်လေးကိုဟို surprise လုပ်လိုက်ရတယ်။ဘာလို့50 category စပြီးတော့တက်ပြီးတော့ပြေးတယ်။ elevation က2500လောက်ရှိပဲ။ elevation 2500ဒါပေမဲ့ဘန်တောင်းရဲ့ရာသီဥတုကကြတော့ပူလိုက်အေးလိုက်နဲ့အဲ့လိုမျိုးမိုးရွာတယ်။ပြီးတော့ချက်ချင်းနေပူတယ်ပြီးတော့နည်းနည်းဆိုးတာပေါ့။ဟုတ်တယ် terrain ကလည်းပဲဟိုအောက်ကျွန်တော်တို့ပြေးရတဲ့လမ်းကလည်းပဲတချို့နေရာတွေဆိုလို့ရှိရင်အရန်ဘွက်တွေထားလဲပြီးတော့ရှော့နေတာပေါ့နော်။ရှော့တယ်။တချို့ကစားသမားတွေဆိုလို့ရှိရင်လက်ကျိုးသွားတာတော့ဘာလို့ဒီပွဲစရုံပဲရှိသေးတယ် first stage ရောက်တဲ့အချိန်မှာအချို့ Japan runner တွေပါဆိုလို့ရှိရင်လက်တွေပါကျိုးသွားပြီပြုတ်ပြတ်ထွက်သွားပြီပေါ့နော်အဲ့လိုမျိုးဆိုတော့တော်ခက်ခဲတဲ့ပြိုင်ပွဲပဲဟုတ်တယ်ဥစ္စာလောက်ကြာတယ်အဲ့တော့55ကီလိုမီတာကို14နာရီခွဲလောက်ကြာတယ်14နာရီခွဲလောက်ကြာတယ်တော်တော်လေးလည်းပဲဟိုပထမဆုံးဒီ ultra ကိုစပြီးထိတဲ့အချိန်မှာကျတော့သုံးတဲ့ခြေအိတ်တွေပါတွေကစလွဲသွားတယ်ပြီးရေစုဟုတ်တယ်ဆိုတော့ခြေထောက်မှာ blister ကလုံးဝအများကြီးပဲခြေထောက်တစ်ခုလုံးနှစ်ဖက်စလုံးမှာကျွန်တော်ခြေထောက်နှစ်ဖက်စလုံးမှာလုံးဝအဲ့လိုမျိုးအရေးကြီးမှုတွေအကြီးကြီးဖြစ်သွားတာအဲ့ဒါတော်တော်ခက်ခဲကိုချခဲ့ရတယ်အဲ့မှာတော်တော်ခက်တော်ခက်တဲ့မှာပါတယ်ဟုတ်အဲ့ဆိုရင်အခုအနေနဲ့ပေါ့နော်ဟိုဒီ train နဲ့ road ကကွာခြားတဲ့ခံစားချက်ဆိုရင်အခုတကူကြီးဟိုဟာ personal ခံစားချက်ဆိုရင်ဘယ်လိုဖြစ်မလဲဘယ်လိုကွာနေရလဲပေါ့ကျွန်တော်ဘန်ကောက်မာရာသွန်ပြေးဘူးတယ်ဟုတ်ကဲ့ဘန်ကောက်မာရာသွန်ကို21ကီလိုမီတာပြေးဘူးတယ်ဒါပေမဲ့ဘန်ကောက်ကကျတော့ဟိုညပိုင်းပြေးရတာဆိုတော့21ဆိုလို့ရှိရင်ကျွန်တော်ကည3နာရီတာလွတ်တော့ကြတော့ပထမတော့ဒီ O town ထဲကနေစတာဗောလေ O town ထဲကစတယ် O town ထဲမှာတော့နည်းနည်းကြီးစရာရှုစရာနည်းနည်းပါလှတယ်ပြီးတော့ fly over ပေါ်ရောက်သွားတဲ့အချိန်မှာကျပြင်းမှုကောင်းသွားတာဗောနော်အဲ့လိုမျိုးဒါပေမဲ့ road ကလည်းပဲမကောင်းလားဆိုတော့တချို့ဒီကြီးစရာရှုစရာမျိုးပြလှတယ်ဆိုလို့ရှိရင်တော့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ trail ကိုပိုကြိုက်တယ်ပိုကြိုက်တယ်ဆိုတာကျွန်တော်တဘာဝကိုလည်းပဲခံစားရတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီကိုမတိတဲ့မြေပြင်မှာပေါ့နော်တခါကြလို့ရှိရင်အဲ့လိုအရန်ရင်ခုန်မှုကောင်းတယ်ဟုတ်ကဲ့ဒီလမ်းကြောင်းဒီပြေးတဲ့ route ကအရန်ရင်ခုန်မှုကောင်းတယ်ဘာလို့ဆိုဘယ်လိုလာမလဲဆိုတော့ကျွန်တော်မသိနိုင်ဘူးဒါပေမဲ့သူတို့ဒီ organizer တွေကတော့ဒီလိုထုတ်ပေးထားတာပေါ့နော်ဒီ map ကိုတော့ထုတ်ပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့လက်တွေ့မြေပြင်နေထားရင်ဆိုင်လိုက်ရတဲ့အချိန်မှာကျတော့တော်တော်လေးကို challenging ဖြစ်တယ်လို့ခံစားရတယ်ဟုတ်ဒါဆိုကိုကဒီလိုမျိုးဒီဟို challenging ဖြစ်တဲ့ကောင်တွေကိုပို့ပြီးတော့
အာတန်တာပေါ့အဲ့လိုမျိုး ဟုတ်တယ်အဲ့လိုပြောလို့ရပါတယ်ဟုတ်အဲ့လိုပြောလို့ရဟုတ်မြန်မာပြည်မှာပေါ့နော်ဟို trade လုပ်ဖို့အခုအနေနဲ့အကြိုက်ဆုံးနေရာရှိတာဘလို့မပြေးလည်းမပြေးဘူးသေးဘူးစိတ်ကူးတွေကနေပြီးတော့အဲ့လိုဟိုကိုလှုပ်ချင်တဲ့နေရာပေါ့နော်အခုအဲ့လိုမျိုးအကြိုက်ဆုံးနေရာပေါ့အဲ့လိုတဘာဝလည်းအရင်လှမယ်ထင်တဲ့နေရာကိုအဲ့လိုမျိုးတော့ရှိတယ်ရှိတယ်ဆိုပေမဲ့လောဆယ်တော့မဖြစ်နိုင်သေးဘူးပေါ့နော်ဒီဘက်ပူတာဘက်ကိုတော့ပို့ပြီးတော့အဲ့ဘက်အချမ်းဟိုပို့ပြီးတော့သဘောကျတယ်ဒါပေမဲ့ပို့လောလောဆယ်ကကျွန်တော်တို့ infrastructure တွေရောဘာတွေရောညာတွေရောအများကြီးပဲလိုသေးတော့ကြတော့အဲ့ဘက်ကိုတော့ဟိုလှုပ်ချင်တာပေါ့နော်လှုပ်ချင်မြန်မာပြည်အနေနဲ့ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့အဲ့ဘက်မှာကြတော့အမြင့်ဆုံးအကိုရယ်အမြင့်ဆုံးဆိုတော့ဒီထားပါတော့ခက်ပန်းကြီးအလွတ်တော့မရအောင်4000ကျော်မယ်ဗျာ4000ဆိုတော့ဟိုမီတာ4000မှာဆိုလို့ရှိရင်ဒီနော်ဆောက်ရေးရှာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မြေနေရာကအမြင့်ဆုံးတကယ်ဟိုဆိုတာဖိဖြစ်တာပေါ့နော်အဲ့လိုနေရာကတကယ်လှုပ်လို့ရလှုပ်ခွင့်ရခဲ့မယ်ဆိုလို့ရှိရင်တော့အတိုင်းထက်အလွန်ပေါ့အတိုင်းထက်အလွန်ဆိုလည်းပဲအခြားinternational runner တွေကလည်းပဲစိတ်ဝင်စားမှာပဲကျိတ်တယ်အဲ့လိုမျိုးပေါ့ရာသီဥတုဘာညာလည်းတော်တော် challenging ဖြစ်မဲ့ပုံစံပဲနော်တော်ကြီးကိုကျန်းတဲ့နေရာဆိုတော့ဘာလို့တဘာဝကိုတော်တော်လေးမြန်မာပြည်အနေနဲ့ဆိုလို့ရှိရင်အဲ့ဒီဟာတဘာဝကိုတော်တော်လေးပြလို့လှမဲ့နေရာလို့ကျွန်တော်တကူကြီးကတော့မြင်တာပေါ့နော်ဟုတ်အဲ့ဆိုရင်အခုနိုင်ငံသားတွေမှာဟိုပြိုင်ပွဲပြိုင်ခဲ့ပါနော်အခုလက်ရှိပြိုင်ခဲ့တဲ့ထဲမှာအခုဘယ်ပြိုင်ပွဲကိုအကြိုက်ဆုံးလဲ VMM ပဲပြောအောင်နော် VNM Mountain Marathon တော့တော်တော်လေးကြိုက်တဲ့ထဲမှာပါတယ်တော်တော်လေးကြိုက်တယ်တော်တော်ကြီးလှတယ်ပြီးတော့ခက်တာလည်းပဲတော်တော်ကြီးခက်တယ်ပြီးတော့သူ့ရဲ့မြေအနေထားအရဆိုလို့ရှိရင်လည်းပဲကြောက်သားတွေများတယ်ပြီးတော့ရှင်တချို့နေရာတွေဆိုလို့ရှိရင်လည်းပဲနည်းနည်းလေးရေရှိတော့ねရှင်ဟိုမက်ရီဖြစ်တယ်ပေါ့နော်ရှင်နေရှိတယ်ပြီးတော့အဓိကတော့အဲကြောက်တွေကြားထဲမှာပြေးရတာတော်တော်လေးခက်တယ်ဘာလို့6လောက်ချဖို့တော့မှတော်တော်လေးခက်တဲ့အနေထားမှာရှိတယ်ဟောနိုင်ငံတကာ runner တွေနဲ့ပေါ့နော်ဟိုဒီရှင်ဟိုဟာပြိုင်တဲ့အခါမှာပေါ့နော်ဟိုဘာကွာခြားမှုရှိတယ်သူတို့ယဉ်ကျေးမှုတွေပေါ့သူတို့ရှင်ပြိုင်တဲ့ပုံစံတွေကဘယ်လိုမျိုးရှိလဲကျွန်တော်မြင်တာကတော့eco tourism ကိုသွားတယ်။သူရဲ့ယူရီးယားမှာပဲဖြစ်ဖြစ်ဒါကျွန်တော်နှစ်နိုင်ငံပဲပြိုင်မှုသေးတာပေါ့။နှစ်နိုင်ငံပဲသွားပြီးတော့ try မှုသေးတာဆိုတော့သူတို့ကတကယ်ကတော့ eco tourism ဒီပွဲထက်စားလို့ရှိရင်ပိုတယ်ပေါ့နော်။သူတို့ရဲ့အလှပတွေကိုပြမယ်ဒီကာချာတွေကိုပြမယ်ဆိုပြီးတော့အဲ့လိုမျိုးပေါ့။အဲ့လိုမျိုးဆိုတော့eco tourism ဘိုင်းတော့ကြတော့တချို့နိုင်ငံတွေမှာဆိုလို့ရှိရင် tourism နဲ့ဒီ sport နဲ့တော့တွဲထားတယ်ဝကြီးဌာနကအဲ့လိုမျိုးတွဲထားမျိုးတွေရှိတော့လေသူနေရာဒေသပေါ်မူတည်ပြီးချင်းမိုင်ပွဲဆိုလို့ရှိရင်သူကာချာကိုပြတယ်အမြဲတမ်းသူကာချာတေးချာကိုထည့်ထားတာဟုံဆိုတဲ့လူမျိုးတွေလည်းပဲအဲ့လိုလူမျိုးစုအဲ့လိုမျိုးဟိုရွာတွေရှိရဗျာကျွန်တော်တို့ပြေးတဲ့မှာဆိုလို့ပြေးတဲ့ rock မှာလည်းပဲအဲ့လိုမျိုးတွေထည့်ထားတယ်။တေးချာကိုထည့်ပေးတာထည့်ပေးထားတယ်ပြီးတော့ပြကိုပြတခဏခဏနဲ့သူတို့ပြတယ်ပြီးတော့သူတို့ present လည်းလုပ်တယ်အဲ့လိုမျိုး BNN ဆိုလို့ရှိရင်နှစ်ပွဲပြေးဘူးတယ်ဗောနော်တခုကကျတော့ VUM ရဲ့ VUM ဆိုတာ VNN Ultra Marathon ရဲ့ VMN ကတော့အခုနောက်ဆုံးVNN Mountain Marathon ဗောနော်အဲ့ဆိုလို့ရှိရင် VUM ဆိုလို့ရှိရင်ကျတော့လူမျိုးစုတသက်ရှိရယ်ကွယ်လူမျိုးစုတသက်ရှိတော့ကျတော့သူတို့ပွဲကင်းထဲမှာဟိုဟာသူတို့ရဲ့ဒီအဲ့ဘက် VUM မှာဆိုလို့ရှိရင်တော့မိုင်ချူးမှာလောက်တာမိုင်ချူးမှာလို့လို့ရှိရင်တော့စပားခင်းနေရယ်ပြီးတော့နောက်တစ်ခုအဲ့ဆိုဆန်ဖွတ်တဲ့ဟာတွေရယ်ပြီးတော့အဲ့ဒီဒေတာရဲ့အကတွေရှိတယ်ဟုတ်အကတွေနဲ့အဲ့လိုမျိုးဖြောပြတယ်ပြီးတော့သူတို့ရဲ့ရည်ချင်းမှုကို present လုပ်တယ်တေချာကိုလုပ်တယ်တေချာကိုလုပ်တယ်ပြီးတော့ဒီ state စီပေါ်မှာအစားလို့ဖြောပြရအစားသူတို့ကအဲ့လိုမျိုးရိုးရရဲ့ဝတ်ဆောင်လေးဝတ်ပြီးတော့ မိန်းကလေးတွေရောဒီယောက်ျားလေးတွေရောပေါ့နော်အကုန်လုံးအဲ့လိုမျိုးလုပ်ပေးတာအဲ့ဆိုသူတို့ကတော်တော်ယဉ်ကျေးမှုကိုတော်တော်ဟိုတေချာကိုစောနာ eco tourism ကိုတေချာကိုလောက်တာပေါ့နော်ဟုတ်တယ်တော်တော်လေးလည်းပဲမိုက်တယ်အခုအတွက်ပေါ့နော်နောက်တစ်ခုကဟိုအရန်ခက်ခဲခဲ့တဲ့လူမျိုးအတက်တွေအစင်းတွေအဲ့လိုမျိုးအဲ့ဒါလေးရှိရင်လည်းနည်းနည်းပြောပြပေးပါဦးပန်တောင်းမှာတစ်ခုရှိရဟုတ်ကဲ့ပန်တောင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ50 category မှာပေါ့နော်အဲ့ဒီဟိုဥစားလောက်မှာ25လောက်မှာအရန်ကိုဒီလိုမျိုး steep ဖြစ်တဲ့အတက်ကြီးရှိရအဲ့တော့ဆိုလို့ရှိရင်ကျွန်တော်ကဒီ hiking တွေကိုအရန်မကောင်းတော့ကြတော့ဘာလို့ရလဲဆိုတော့ကျွန်တော်ကိုယ့်ထက်ပို့ပြီးတော့ experience များတဲ့လူကိုကျွန်တော်ဒီပြေးနေတာကျွန်တော်ရွေးရတယ်ဟုတ်ကဲ့ရွေးရတယ်ပြီးတော့အသက်အရွယ်ကိုလည်းကျွန်တော်တို့က focus လုပ်ရတယ်သူကဘယ်လောက်သူရှေ့ကကိုရှေ့ကနေပြီးဘယ်လို speed နဲ့သွားတာလဲပေါ့နော်အဲဆိုယူရီးယားကအဲ့ဒီတက်50ကျော်ဦးလေးတယောက်ကိုကျွန်တော်တွေ့တယ်တွေ့ရောလုံးဝဒီလိုမျိုး steep ဖြစ်နေတဲ့ဟာကြီးမှာဆိုလို့ရှိရင် तू ကကျွန်တော်သူ့ကိုကျွန်တော်ခံမှန်းလိုက်တော့ तू ကကောင်းမဲ့လူပေါ့နော်ဒီတောင်တက်တာကောင်းမဲ့လူဆိုတော့ तू နောက်ကနေကျွန်တော်ကနေပြီးတော့မှေးပြီးတော့ तू ခြေလှမ်းတဲ့အတိုင်းကျွန်တော်လိုက်လဲအချိန်မှာအဲ့တခုကဟိုသူ့ကြောင့်ကျွန်တော်အပေါ်ရောက်သွားတာနောက်မို့ဆိုလို့ရှိရင်ကျွန်တော်ရောက်တယောက်လေးဆိုလို့ရှိရင်တော်တော်လေးတက်ယူရမယ်အတက်ပဲပြီးတော့နောက်တစ်ခုကကြတော့အစင်း
အစင်းကိုကျွန်တော်ပထမဆုံး 100k ကိုချင်းမိုင်ရဲ့ UTMB major မှာစပြီးတော့ try တာပေါ့နော် try တော့ကျွန်တော်မှန်းထားတာကဒီအစင်းကတော့ဒီပန်းဝင်ခံဒီနောက်ဆုံး final zone ပေါ့ကျွန်တော်တို့ခေါ်တာတော့ final zone ဆိုတာနောက်ဆုံး station နဲ့ဒီ finish line ကိုကြားရဟာပေါ့အဲ့တော့dry suit တက်ဖြစ်လိမ့်မယ် dry suit တက်ကိုကျွန်တော်တို့ကဆင်းရမှာ down hill ဆင်းတဲ့အချိန်မှာပတ်ဆက်ဆက်ခတ်တာဘာလို့ကျွန်တော်ပိန်းရတော်တော်ရနေပြီဘာလို့90လောက်90ဘောဖြစ်နေ88လောက်89လောက်ဖြစ်နေပြီတဲ့အချိန်မှာအဲ့လို10 km down hill ရှိရဟောအဲ့ဒါတော်တော်အစင်းယူမှာလူကပိန်းလဲရနေတော့အဲ့ဒီbreak level ကျွန်တော်မှာကျွန်တော် weight ရှိတော့ကျွန်တော်ပိုးနေဟိုမှာဒီလိုမေ့ပြီးတော့အစင်းကိုဆင်းရတာအစင်းရွယ်ကိုပဲဟိုလောက်ကြာသွားတယ်4 နာရီလောက်ကြာတယ်ဟောအဲ့တစ်ခေါက်ကဒီ10 km လောက်ကို10 km အစင်းတောင်းကိုကျွန်တော်4 နာရီလောက်ကြာဘာလို့အရန်ကိုပိန်းလဲရနေတော့ဖြည်းဖြည်းချင်းစီပဲလူကအစင်းမှာလေးဖြည်းအဲ့လိုပဲသွားတာပြီးတော့အခုဒီတစ်ခေါက် VMM မှာဆိုလို့ရှိရင်လည်းပဲအဲ့လိုအစင်းကျန်းတဲ့ဟာတစ်ခုပါတယ်အစင်းကျန်းတဲ့ဟာကဘယ်လောက်မျိုးလဲဆိုတော့3 km လောက်ပဲရှိတယ်အစင်းကအရှိကဒါပေမဲ့ तू ကဟိုဟာလောက် down ကဘယ်လောက် down လဲဆိုလို့ရှိရင်ကျွန်တော်1100 မီတာ1100လောက် down လဲဆိုလို့ရှိရင်ဘယ်ဟာနဲ့သွားပြီးတော့နှိုင်းလို့ရလဲဆိုတော့ကျွန်တော်တို့မှာကြိုက်ထီယိုရှိတယ်ကြိုက်ထီယိုတောင်ကျွန်တော်တို့အများနဲ့ training လုပ်တဲ့ကြိုက်ထီယိုGoran Rock ရှိတော့ကြတော့ Goran Rock မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Kimon Scan နေပြီးတော့တောင်ထိပ်ထီယိုဆိုလို့ရှိရင်10 km ဝန်းကျင်လောက်ရှိရပြီးတော့1000 မီတာပေါ့နော်အမြင့်1000ဆိုလို့ရှိရင်အဲ Goran Rock ရဲ့3ဆ down hill ဆိုတော့3 time ပုံစံမျိုးမှာ3 km နဲ့ကျွန်တော်တို့ကဆင်းရတဲ့ပုံစံဖြစ်တော့တော်တော်ခက်တယ်တော်တော်လေးကိုခက်တဲ့ထဲမှာပါတယ်အဲ့ဒါဆိုတော့ဟိုအကိုအနေနဲ့ပေါ့နော်ဒီပြိုင်ပွဲမှာအဲ့လိုမျိုးခက်ခဲတဲ့အချိန်တွေအဲ့လိုမျိုးဟိုဟာတွေဖြစ်လာပြီဆိုရင်ဟိုဘယ်လိုစိတ်ထားပြီးတော့အဲ့လိုဖြတ်ကျော်လဲပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်သိချင်တာပေါ့အဲ့လိုဟိုဘယ်လိုသင်ခန်းစာတွေရခဲ့လဲပေါ့နော်အဲ့လိုနောက်ပွဲအတွက်ပေါ့နော်အဲ့လိုမျိုးဟိုဒီလိုမျိုးဟိုစိတ်အခြေအနေကတော့ဖြစ်တာပေါ့နော်ဖြစ်တယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကြာလာတော့ကျွန်တော်ဆိုလို့ရှိရင်ဘယ်ချိန်မှာစဖြစ်လဲဆိုတော့50 ကီလိုမီတာ50 60လောက်ဆိုလို့ရှိရင်အခုနောက်ပိုင်းဒါတော့အတွေ့အကြုံရလာတော့50 60လောက်ဆိုလို့ရှိရင်ကျွန်တော်တို့မိုင်းကိန်းကကျွန်တော်တို့စတယ်မိုင်းကိန်းဆိုတော့ဟိုဘာဖြစ်လို့လုံနာလဲပေါ့နော်ပို့ပြီးတော့တစ်ခါကြလို့ရှိရင်အတက်တွေတွေ့တဲ့အချိန်ဆိုနေ့လေပိုင်းနေပူတဲ့အချိန်ဆိုပိုအောင်ဆိုးသေးတယ်ပေါ့နော်ပိုဆိုးတယ်ဆိုတော့ဘာဖြစ်လို့ငါဒါယူတက်มาလဲရောဘာလို့มาလဲပေါ့နော်ဘာလို့มาလဲဆိုတော့အခါကျအဲ့လိုမလုံချင်တော့အောင်ဖြစ်တယ်မလုံချင်တော့ဆိုတော့စိတ်ကဟိုအရှုံးပေးနေတာပေါ့နော်ရှုံးပေးနေတဲ့စိတ်ဖြစ်တော့အဲ့ကြလို့ရှိရင်ပြန်ပြီးကိုယ်သတိပြန်ပြီးတော့တွင်းရဒါတော့ဖြစ်အောင်လုပ်ရမယ်ပေါ့နော်ဒါဒီဟာကိုကဆုံးဖြတ်ပြီးသွားပြီဒီဟာကိုလည်းပဲဝင်မယ်ဒီပွဲကိုလည်းပဲဝင်ပြိုင်မယ်ဆိုလို့ရှိရင်တော့ဘယ်လိုနည်းပြီးဆုံးအောင်တော့လုပ်ရမယ်ဆိုတဲ့ဟာမျိုးရှိတော့ဒါမဲ့အဲ့ဒီအချိန်မှာလည်းပဲကျွန်တော်ဆိုဘာလုပ်လဲတစ်ခါလေးဆိုလို့ရှိရင်ကျွန်တော်ကဟိုဖုန်းကအခါကျ online ပိတ်ထားတာများတယ်ဒါပေမဲ့လိုအပ်လို့ရှိရင်တော့ကျွန်တော်ကဟိုဖုန်းကို online ဖွင့်ပြီးတော့ကိုခင်တဲ့လူတွေကိုကျွန်တော်ကစကားပြောတယ်ကျွန်တော်လေဟိုကျွန်တော်လည်းပြေးတဲ့အခါပါဟိုဘလို့ပဲဖြစ်ဖြစ်ဟိုဒီဟို long run ပေါ့နော်ဖြစ်လာပြီတဖြည်းဖြည်းနဲ့ဟိုအချိန်လဲကြာလာပြီဆိုရင်အမြဲတမ်းတယောက်တည်းဖြစ်သွားကြတာများတယ်လေဟုတ်တယ်ကောအဲ့လိုအချိန်တွေကြာရင်ရောအခုဟိုဘလို့လုပ်နေလဲကျွန်တော်သိချင်တာပေါ့အဲ့လိုဘာတွေတွေးနေလဲအဲ့လိုဒါမှမဟုတ်တချင်းပဲနားထောင်နေလားဟုတ်တယ်တချို့တွေကြတော့တချင်းနားထောင်လို့အရင်ပင်ပန်းတဲ့အချိန်မှာတချင်းနားထောင်လို့ရှင်ပို့ပြီးတော့ဒေါသထွက်တဲ့လူတွေရှိတယ်အဲ့တော့ကျွန်တော်ပြေးတဲ့ဟိုတငယ်ချင်းတွေဒီ runner တွေနဲ့ဆိုလို့ရှင်သူတို့လည်းပြောဖြစ်တယ်အဲ့အတိုင်းမြင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့တချင်းနားထောင်တဲ့လူကလည်းကြိုက်တဲ့လူရှိတယ်မကြိုက်တဲ့လူရှိတယ်ဟုတ်ကဲ့ကျွန်တော်ဆိုကြိုက်တဲ့ထဲမှာပါတယ်ဟုတ်ကျွန်တော်ကကြိုက်တယ်တချို့တွေကြတော့အရင်ဟိုလူကအရင်ပြိုင်းနေတဲ့အချိန်မှာအဲ့လိုနားထဲမှာကြီးဖြစ်နေတာသူတို့မလုံးဝမခံနိုင်ဘူးဟုတ်တယ်ကျွန်တော်တို့ကြတော့အဲ့ကြလို့ရှိရင်တချင်းကိုကျွန်တော်တို့တယောက်တည်းမှညာပိုင်းနေပေါ့နော်ညာညစ်တဲ့အချိန်တွေတယောက်တည်းဖြစ်ပြီဆိုလို့ရှိရင်လည်းပဲတချင်းနားထောင်ဖြစ်တယ်ပြီးရင်တချင်းပေါ်မှာပဲပြန်ပြီးတော့ focus ထားပြီးတော့ကျွန်တော်တော့အဓိကကျွန်တော်ရဲ့ ground ကိုပဲကျွန်တော်အများအား focus ထားတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်6ခောက်လို့မရဘူးလဲလို့မရဘူးဆိုတဲ့ဟာမျိုး injury ရလို့မရဘူးဆိုတဲ့ဟာမျိုးနဲ့အဲ့ပေါ်မှာ focus ထားပြီးတော့စိတ်ကကြတော့တချင်းမှာပဲထားလိုက်တော့တယ်ကြာလာလို့ရှိရင်ကျတော့နည်းနည်းလေးရိုင်နေတယ်ဗျာ stability ကတိတ်မကောင်းလို့ရှိရင်ခါကြလို့ရှိရင်ကျွန်တော်ဖျက်ရတဲ့နေရာဘေးနားမှာကြောက်ကြီးဟုတ်ကဲ့ဘေးနားမှာကြောက်ဆိုလို့ရှိရင်တစ်ချက်သတိလို့ရှိရင်ဟုတ်တယ်နော်ခင်းသွားမှာပေါ့နော်ဟုတ်ဆင်းသွားမှာဆိုတော့ focus ကတော့ပြတ်လို့မရဘူးပြီးတော့ဟိုအာယောကအဲ့လိုမျိုးသူများရှိကိုလည်းရောက်လို့မရဘူးဒီကိုယ့်ရဲ့ပုံမှာပဲကိုယ့်အကို focus ထားပြီးတော့လောက်တာတော့ပိုကောင်းတယ်အကိုဒီ trail run တွေကိုအကိုအနေနဲ့ပြေးတော့မယ်ဆိုရင်အဲ့လိုပြင်ဆင်မှုဘယ်လိုပြင်ဆင်လဲပေါ့နော်ကျွန်တော်အာဟာရပိုင်းတွေရှိမယ်ကျွန်တော်တို့ဒီလေ့ကျင့်မှုတွေရှိမယ်ဒါအိတ်ဆက်တာဟိုအိတ်တာလည်းရေးကြည့်ရဆိုအိတ်ဆက်တာတွေရှိမယ်ပြီးတော့ဟိုဒီအစောနာပြောတဲ့စိတ်တက်ပိုင်းပေါ့နော်ဒါလည်းအခုပြောအစောနာပြောတာဒါအရေးကြီးရပေါ့ဒီ mind game ကလည်းပါလာပြီဆိုတော့လေဟိုဟာဖြစ်တယ်ဆိုတော့အခုဒီတိုင်ဝဲတစ်ခုသွားကနေအဲ့ဒီပြင်ဆင်တဲ့ပုံလေးကျွန်တော်နည်းနည်းလေးပြပြပေးပါလား
ပထမဆုံးပွဲမှာတော့ကျွန်တော်ပြင်ဆင်မှုတော်တော်လေးအားကောင်းတယ်ပြောရမှာတော်တော်လေးအားကောင်းတယ်ပြီးတော့ focus level ဟိုဒီ training တွေရောဗာရောကျွန်တော်ဥစ္စာဖြစ်တယ်ဒီတေချာလုပ်ဖြစ်တယ်တေချာလုပ်ဖြစ်တယ်ပြီးတော့ဟိုဟာသုံးတယ်ဗျကျွန်တော်ကကျတော့ဒီ VERRUN ဆိုတာရှိရ vert.run ဆိုတဲ့ဟာရှိရအဲဒီ application ရှိရအဲ့ဒီမှာဆိုလို့ရှိရင်ဟို runner ဒီ international ကအဲ့လိုမျိုးဒီ elite runner တွေကနေပြီးတော့ training coaching ပေးတဲ့ဟာရှိရ 1-on-1 coaching ပေးတယ်တော့ဟို subscriber တော့လုပ်ရတာပေါ့နော် subscriber လုပ်လို့ရှိရင်အဲ့လိုမျိုးရှိတော့အဲ့မှာဆိုလို့ရှိရင်ပထမဆုံးပွဲမှာဆိုလို့ရှိရင် nutrition အဓိက nutrition ကို focus ထားတယ် training ပုံမှန်လုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှကျွန်တော်လည်းဟိုပြီးအတောက်စားပညာယောက်ျားလေးဆိုတော့ရှိတော့3လလောက်တော့ကြိုပြီးတော့ကတ်တော့လုပ်လိုက်ရတယ်။အော်ဒါ PR တွေပါတွေကိုဟိုမထိတော့ဘူးပေါ့နော်မထိတော့ပွဲပြီးမှပဲပြန်ပြီးတော့ဟိုဒါကိုထိတော့မယ်ပြန်ပြီးတော့ dream မယ်ဆိုတဲ့ဟာမျိုးနဲ့ဒါပထမဆုံးပွဲမလို့ပထမဆုံးပွဲလည်းလို့ပထမဆုံးပွဲကျတော့အဲ့တော့ဆိုလို့ရှိရင် nutrition plan ကတော်တော်ကြီးကိုလုပ်ဖြစ်တယ် detail လုပ်တယ်ပြီးတော့ race plan လုပ်တယ် race plan လုပ်တယ် race plan မှာဒီကိုယ်ပဲအထိဘယ်လိုသွားမှာလဲပေါ့နော်ဘယ်လောက်ထိဘယ်လိုဘယ်နေရာမှာဘယ်လိုချိုးခွေမှာဘယ်လိုထုတ်သုံးမှာလဲဆိုတဲ့ဟာမျိုးကတော့ဒီပြိုင်ပွဲရဲ့ဒီကျွန်တော်တို့ route ပေါ်မှာမူတည်ပြီးတော့ပြိုင်ပွဲရဲ့ဒီ cosmet ပေါ်မှာမူတည်ပြီးတော့ပဲကျွန်တော်တို့တွက်ကြတာများတယ် training ကတော့ဟိုဘာ100တွေပါလုပ်မယ်ဆိုလို့ရှိရင်တော့ training ကတော့လုပ်တာတော့ training မှန်တာတော့အကောင်းဆုံးပဲဒါပေမဲ့အခုဒီ VMM မှာဒီ VNM Mountain မှာဆိုလို့ရှိရင်တော့ training ကျွန်တော်ကောင်းကောင်းမရလိုက်ဘူးကောင်းကောင်းမရလိုက်ဘူးကျွန်တော်တစ်လလောက်ပဲ training ကောင်းကောင်းလုပ်ဖြစ်တယ်တော်တော်ပဲ training ကောင်းကောင်းလုပ်ဖြစ်တယ်ပြီးတော့နောက်တစ်ခုကကျတော့အဲ nutrition မှာဆိုလို့ရှိရင်ကျွန်တော်တို့ gel တွေသုံးတယ်ပဲထားပါတော့เนาะ gel တို့ electrolyte တို့ဒီ nature food တွေပါတယ်ဆိုလို့ရှိရင်အားပေးတာကတော့ဟိုတကယ်ဟိုတဘာဝဟို food တွေတော့ပို့ပြီးတော့စားတင်တာပေါ့နော်စားတင်တယ်ဆိုပေမဲ့တစ်ခါကြလို့ရှိရင်လည်းပဲကျွန်တော်တို့လိုအပ်တဲ့ energy gel တို့ sausage တို့ဘာလို့လည်းပဲကျွန်တော်တို့သုံးတယ်ဗျာအမှန်တိုင်းဝင်ခံရလို့ရှိရင် VMM မှာကျွန်တော်အဲ့ဒါအသိမသုံးပြဘူးမသုံးပြဟောပဲကုန်တယ်အမှန်တိုင်းဝင်ခံရင် energy gel က3ထုတ်ကုန်တယ်3ထုတ်သုံးတယ်ပြီးတော့ energy bar ကတစ်ခုပဲသုံးတယ် bar တစ်ခုသုံးတယ်ပြီးတော့ chocolate bar တစ်ခုသုံးတယ်ကျန်တာကတော့ကျွန်တော် electrolyte တော့ဒါပေမဲ့ဟို organizer မှာလည်းမူတည်ရယ် organizer မှာမူတည်တော့သူတို့ရဲ့ station မှာထားတဲ့ဟာတွေကကျွန်တော်ကြိုက်တဲ့ဟာလည်းဖြစ်တာဗောနော်ကျွန်တော်ကြိုက်တဲ့ဟာလည်းဖြစ်တော့ကျွန်တော်တို့ဟို electrolyte ဆိုလို့ရှိရင်လည်းသူတို့ electrolyte တည်တဲ့အရေးရှိတော့ကြတော့ကျွန်တော်အဲ electrolyte ကိုတောက်လျှောက်ကျွန်တော်ဒီ soft flat နှလုံးပါဆိုလို့ရှိရင်တစ်လုံးကို electrolyte ကတောက်လျှောက်သူတို့ဒီ organizer ပေးတဲ့ electrolyte ကိုကျွန်တော်ထည့်ထားတယ်အမြဲတမ်းဖြည့်တယ်ပြီးတော့တစ်ခါတစ်ဖက်ကရေပေါ့ပြီးတော့သူတို့ nut တွေတော့ဥစားပေါ့ဒီ fruit တွေရောဥစားတွေရောအစီစံတွေရောစားတယ်ပြီးတော့သူကဟိုဆံပြုတ်ကြက်သားဆံပြုတ်က station 9မှာကျွေးတယ်အဲ့တော့အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ကမစားလို့မရဘူးဗျာဘာလို့မစားချင်လည်းပဲကျွန်တော်ကစားရတယ်အဲ့ဒီဟာဘာလို့ကျွန်တော်နောက်ဆက်သွားမယ်ဟို station ဆက်သွားမယ်ခီးတွေကရှိသေးတော့ကြတော့ကွာဒီမှာဒီချိန်မှာဘိုင်းမစားလို့မစားလိုက်ဘူးဆိုလို့ရှိရင်လမ်းမှာပြဿနာတက်လို့ရှိရင်အဲ့ဒါတော်တော်ဆိုးတယ်ဟုတ်ဒီကာဘိုပြန်ပြီးတော့ဖြည့်တာပေါ့နော်တောက်လျှောက်စားတယ်ပြီးတော့နောက်တစ်ခုကအဲ့ဒီ1ကိုလည်းဒီ1 bike ကိုလည်းပဲအဲ့လိုမျိုးအမြဲတမ်း focus လုပ်ဖြစ်တယ်ဆိုတော့ပွဲမတိုင်ခင်တည်းကတခုခုဖြစ်မှာဆိုလို့ပေါ့နော်ဟိုဘိုက်အောင်တာဘိုင်းနာတာအဲ့လိုမျိုးအစာရင်းနဲ့ပတ်သက်ပြီးတော့တခုဖြစ်မှာဆိုလို့လည်းပဲကြိုပြီးတော့အဲ့လိုမျိုးအဆက်တွေအမြင်တွေဟုတ်တယ်အဲ့လိုမျိုး probiotic လည်းပဲဟုတ်တယ် probiotic လည်းပဲတောက်တယ်ဒါဆိုရင်အခုအတွက်ပေါ့နော်ဒီ trail run မှာဟိုမရှိမဖြစ်ဂီယာတွေပေါ့အဲ့လိုမျိုး3-4ခုလောက်ပြောပြပါလားဘာတွေအရေးကြီးလဲအခုအတွက်ပေါ့နော်ဒါတကူရေးပေါ့နော်အခုအလိုအဆုံးထင်တဲ့ပစ္စည်းတွေဟာအဲ့လိုမျိုးအဲဆိုရင်အဲ့ဒီမှာနည်းနည်းတစ်ခုပြောစရာရှိတယ်ကျွန်တော်တို့ဟိုဘာလဲဆိုတော့ mandatory gear ရှိရလေ mandatory gear ဆိုတော့အဲ့ဟိုဒီမှာလည်းတခါလည်းပဲပြောချင်တာ mandatory gear ဘာဖြစ်လို့အရေးကြီးလဲဆိုတဲ့ဟာမျိုးလေအဲ့ဒါကကြတော့ organizer တော့အရေးမကြီးဘူးလားဟုတ်ကဲ့ဟုတ်ဘာလို့ကျွန်တော် runner အတွက်အရင်အရေးကြီးတယ်ဒါခုပါကိုပြင်ဆင်ရမှာဟို organizer ချက်သည်ဖြစ်စေမချက်သည်ဖြစ်စေအဲ့ဒါကသူတို့အပိုင်းပေါ့နော်သူတို့အပိုင်းဒါပေမဲ့ runner တယောက်အနေနဲ့ဆိုလို့ရှိရင်ဒီပစ္စည်းတွေကကိုယ်မှာပါလာရင်တော့အကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ long run တွေပြေးပြီဆိုလို့ရှိရင်ဒီပစ္စည်းတွေကကျွန်တော်တို့အသက်ကိုကယ်မှာဟုတ်တယ်နော်ဒီပစ္စည်းတွေကကျွန်တော်တို့အသက်ကိုကယ်မှာဆိုတော့အမှ emergency blanket လို့ဟာမျိုးကပါတဲ့နေဟုတ်တယ်ပါတဲ့နေဘာလို့ဟိုတခုခုဖြစ်လို့ဟိုမှာပူတာပဲဖြစ်ဖြစ်ဟို heat loss ပဲဖြစ်ဖြစ်ဟိုအရန်အေးဝါတာပဲဖြစ်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်တချို့ blanket တွေကြတော့နှစ်ဖက်သုံးလို့ရတယ်လေဟုတ်ကဲ့ပူတဲ့အချိန်မှာသုံးတဲ့ဟာတခုရှိအေးတဲ့အချိန်မှာအရာဟိုဟာနှစ်ခုနဲ့ဟုတ်တယ် in case ကိုကတခုခုဖြစ်ခဲ့သည်ရှိတော့ထုတ်ပြီးတော့လက်တလောကိုယ်ဘယ်သူမှလာမကယ်တဲ့အချိန်မှာဟိုချက်ချင်းကိုယ့်ကို survive တော့လောလောဆယ်ထိန်းထားလို့ရတယ်ပေါ့နော်အချိန်အတိုင်းတာတစ်ခုလောက်ထိကိုကျွန်တော်တို့အဲ့ဒါသုံးလို့ရတယ်ပြီးတော့ဆေးအိတ်လည်းပဲပါတင်တယ်
ပြီးတော့အဲ့တော့မရှိဖြစ်ဆိုရင်တော့ running back ကတော့ပါမှာပေါ့လေပြီးတော့ shoe ပေါ့shoe ပါပြီးတော့အင်ဂျီပေါ့တော့ထားတော့အင်ဂျီကတော့လွယ်ပေါမယ်တော့နော်ဒီဆောနာပြောရဒီဟိုဟာတွေကစေဝါတွေပါညာဆိုရင်တော့အခုပြောတော်တော်ရေးကြည့်ရနော်ဘာဖြစ်လို့လဲဆိုတော့အပေါ်မှာဆိုရင်ရောက်လာဖို့ဆိုရင်တော့မှတော်တော်ခက်ခဲရနော် trade ကိုတာဝန်ကိုယူရမှာတော့ဒါပထမအရေးကြီးရတာနော်ပထမဆုံးကတော့ကိုတာဝန်ကိုယူတာတော့အကောင်းဆုံးပဲဆိုတာဘာလို့ဆိုတော့ဒါကိုအသက်နဲ့ရင်းနေရပြီဗျာကျွန်တော်ကိုအသက်လေကိုအသက်ဆိုတော့ကိုကတော့ဒီပါပစ္စည်းတွေပါလာတယ်ဆိုလို့ရှိရင်ပြီးတော့ကိုသုံးနေကြပစ္စည်းဆေးမျိုးတွေဆိုလို့ရှိရင်ကိုဆောင်လာတာကောင်းတာပေါ့နော်ကိုပါလာတော့ပိုကောင်းတယ်ဘာလို့လာတချို့ပွဲတွေဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့သူတို့ရဲ့ဒီ control room ကနေပြီးတော့ကျွန်တော်တို့ tracking တစ်ချိန်လုံးဟိုက check လုပ်တာရှိတယ်တစ်ချိန်လုံး check အဲ့ဒါကတော့ဟိုဟာပေါ့ UDME ပွဲ UDME ဥစားမှာဆိုလို့ရှိရင်တော့ပါတယ်သူက big ကောပြီးတော့နောက်မှကျွန်တော်တို့ကြောပိုးအိမ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ light truck လုပ်တဲ့အဲ့ဒီဥစားတွေပါတယ်နိုင်ငံအလံနဲ့ပေါ့နော်အချို့ရလဲ tag လေးတစ်ခုရှိရဗျာအဲ့ဒီကနေပြီးတော့ control center နေပြီးတော့ကျွန်တော်တို့ GPS လိုမျိုးဟုတ်တယ်ကျွန်တော်တို့ဘယ်နာကိုရောက်နေလဲပြီးတော့မှသူတို့ကျွန်တော်တို့ပြေးနေတဲ့လမ်းကြောင်းပေါ်မှာရှိတာလားပေါ့မရှိဘဲနဲ့တခုဆင်းသွားပြီဆိုလို့ရှိရင်သူတို့ကလည်းအဲ့ဒါကိုaction ယူဖို့အတွက်သူတို့က contact လုပ်တော့မှာပေါ့နော်ကိုအဲ့လိုမျိုးတော့ရှိတယ်အဲ့တော့ပွဲကြီးတွေမှာတော့သုံးတယ်ဒါပေမဲ့အဲ့ဒီတချို့ပွဲတွေမှာတော့မသုံးကြအောင်အဲ့လိုမတွေ့ဘူးပေါ့နော်အဲ့လိုမျိုးဒီတစ်ခေါက်ကကျွန်တော်အဲ့ဒေတာနည်းနည်းလေးအေးတော့ဗျာကျွန်တော်ဟိုဥစားသုံးလိုက်တယ်တစ်ခါမှမသုံးဘူးလေအဲ့လိုမျိုးတာမယ်ဆိုတော့အဲ့လိုမျိုးအင်ဂျီနဲ့ဘောင်းမီနဲ့ကျွန်တော်သုံးလိုက်တယ်ဟုတ်အေးမှာဆိုလို့ဆိုပြီးတော့တောင်ပေါ်ဒေတာလည်းဖြစ်တယ် temperature လည်းပဲကျမှာဆိုလို့ဟုတ်ကဲ့သူတာမယ်ကကြတော့ဘယ်လိုကောင်းလဲဆိုတော့ကျွန်တော်ရဲ့ body temperature ကိုသူကထိမ့်ပေးထားတယ်ထိမ့်ပေးထားဟုတ်အဲ့လိုထိမ့်ပေးထားတော့ဘာတခုကျွန်တော်အရင်ချွေးထွက်တတ်တဲ့လူဆိုတော့လေဆိုကြာရေချွေးရနော်ရေဆိုဒီကောက်ဆိုတာဗျာရေဆိုဒီကောက်ဆိုတော့ကြာလာလို့ရှိရင်တော့အေးလာလို့ရှိရင် cramp ဟိုစတယ်လေကြက်သားရနဲ့ကတ်ချင်တာဟုတ်တယ်ဒါပေမဲ့အဲ့ကောင်အဲ့ဒီအေးရောဘောင်းမီရောတုံးလိုက်တော့ကြတော့လုံးဝဟိုကျွန်တော်ရဲ့ temperature တနေရာထဲမှာပဲလုံးဝရှိတယ်အဲ့လောက်ထိကိုသူကထိမ့်မိတာဒါပေမဲ့မကောင်းတဲ့အချက်ကဘာလဲဆိုတော့ကျွန်တော်တိုင်မင်းနဲ့ကျွန်တော်လှုပ်ထားတော့ကျွန်တော်55ကီလိုမီတာကိုမနေ့6နာရီခွဲမဟုတ်လို့ချင်း9နာရီရောက်အောင်မယ်ဒါပေမဲ့ကျွန်တော်မရောက်ပါဘူး7နာရီခွဲမှကျွန်တော်ရောက်တယ်အဲ့ဒီနေအရင်ထွက်လာနေမနေ့ဟိုဥစားပေါ့ည7နာရီတာထွက်တယ်ဗျာမိုးစပြီးတော့ဟိုစားစပြီးလင်းတဲ့အချိန်မှာဒီတစ်ခေါက်ကရာသီဥတုကအရန်ကောင်းတော့ချက်ချင်းနေပူတယ်ချက်ချင်းနေဟုတ်တယ်9နာရီတာလောက်မှာကျွန်တော်ကဟိုစား50ကီလိုမီတာရဲ့ water station ကိုရောက်တော့ဟိုနေရတအားပူနေပူတော့ကျတော့ကျွန်တော်ဝတ်ထားတဲ့ဟာကြီးကညပိုင်းဆိုရင်တော့ကောင်းတယ်ဟုတ်နေပူတဲ့အချိန်မှာဆိုလို့ကျွန်တော်ပြုံနီးကားဖြစ်တော့မှာဗျာဘာလို့ဟိုဒီထဲမှာသူက temperature သူကထိန်းတော့မှာထိန်းတော့ဆိုတော့ဘာလို့လဲဆိုတော့အဲ့ဖြည်းဖြည်းလေးပဲအဲ့50နဲ့55ကိုဖြည်းဖြည်းပဲမိတ်ဆွဲရဖြည်းဖြည်းလေးပဲသွားဟိုရောက်မှအိမ်လဲပြီးတော့မှအဲ့တော့မှ sauce တွေပါပြန်တဲ့ဂျယ်တွေပါပြန်ပြီးတော့ပြန်ဖြည့် refill လုပ်ပြီးတော့မှပြန်ပြီးတော့ထွက်တာပေါ့အဲ့လိုမျိုးကျွန်တော်နောက်တစ်ခုသိချင်တာပေါ့နော်ဟိုအခုအနေနဲ့ပေါ့နော်ဒီ trail running shoe နဲ့ပတ်သက်ပြီးတော့အခုရဲ့ရွေးချယ်မှုလေးအဲ့လိုပြောပြပေးပါအောင်နော်ဘယ်အချက်တွေအဓိကထားသင့်တယ်ပေါ့နော်အဲ့လိုမျိုးဘယ်လမ်းကြောင်းမှာဆိုရင်ဘယ်လိုအခုဘယ်လိုရွေးလဲပေါ့အဲ့ trail running shoe ကိုအဲ့လိုမျိုးတော့ဟိုကျွန်တော်အနေနဲ့ပဲပြောလို့ရမှာပေါ့နော်ကျွန်တော်အနေနဲ့ပြောမှာဘာလို့ကျွန်တော်3နိုင်တဲ့ budget တစ်ခုရှိတာကျွန်တော်3နိုင်တဲ့ budget တစ်ခုရှိရယ်ဟိုဖက်တွေကတော့အများကြီးပဲဗျာဟိုကောင်းတဲ့ဟာတွေလည်းရှိတယ် latest shoe တွေရှိတယ်တချို့ဖက်တွေကြတော့ဒါကျွန်တော်ရဲ့တကွေတကားပေါ့နော် elite runner တွေထုတ်ထားတဲ့ဖက်တွေလည်းရှိတယ်ဟုတ်တယ်ကျွန်တော်တို့မကိုက်တယ်ကျွန်တော်တို့အမေချာတွေတော့မဟုတ်ဘူးလို့တော့ကျွန်တော်တို့အဲ့လိုမျိုးကျွန်တော်ရဲ့ယူဆပါဒါကျွန်တော်ယူဆဆိုတော့ဘယ်လိုမျိုးသုံးလဲဆိုတော့ကို3နိုင်တဲ့ budget range ထဲမှာပဲဟိုရွေးတယ်ပြီးတော့နောက်တစ်ခုကကျတော့အဲ့ဒီ terrain ပေါ်မှာမူတည်ပြီးတော့ရွေးတယ်အဲ့ဒါအောက်က grade ကဘယ်လောက်အချို့အရန်ဟို tactical ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ 3.5 လောက်3.5 to 4 mm လောက်ထိကိုကျွန်တော်တို့သုံးတယ်ဟုတ်အဲ့လောက်မှလည်းပဲ grade ကကောင်းမယ်လို့လည်းပဲကောင်းတာပေါ့နော်ကောင်း grade ရမယ်ဆိုပြီးတော့ cushioning ဖြစ်တဲ့ဟာကိုကျွန်တော်ကြိုက်တယ်ကျွန်တော် long run သွားတဲ့အတွက်ကြောင့် long run ဟိုအပြင် မဲ့ဟာဟုတ်တယ် long run သွားတဲ့အတွက်ကြောင့်မလို့နည်းနည်းလေး cushioning ဖြစ်မဲ့ဟာမျိုးကိုကျွန်တော်ရွေးဖြစ်တယ်ပြီးတော့နောက်တစ်ခုကရေရှည်ခံမဲ့ဟာမျိုးရွေးတယ်ဒီခြေစွပ်ကကြတော့အရေးကြီးတာအခုကြီးတယ်ကိုခြေစွပ်တော်ရေးကြီးဘာအဲ့ဒါနဲ့အတွေ့အကြုံဘန်တောင်းမှာတော့ခံထားရတော့လေအဲ့လေးပြောပြပေးပါဟာခြေစွပ်ကတော့နည်းနည်းကောင်းတာတော့ရင်တော့ပိုကောင်းတယ်ဟုတ်ခုနကမှပဲကျွန်တော်တွေ့လိုက်သေးတယ်ခီလီယန်ဂျိုးနဲ့တောင်မှပဲ blister ရတယ်ဗျာခုနကတော့သူမှဓာတ်ပုံတက်လာတော့သူဆိုလို့ရှိရင်လည်းပဲဒါခြေစွပ်ကိုဒါကောင်းတာသုံးမဲ့လူပဲဗျာဒါပေမဲ့ဟိုအရင်ကြာသွားတော့ဒါပေမဲ့ခြေစွပ်ကောင်းတာသုံးတဲ့ဟာကျတော့ဘာဖြစ်လဲဆိုတော့တို့ကြာလာလို့ရှိရင်ကျွန်တော်တို့ဒီ
ဖက်နဲ့ကျွန်တော်6ရောက်ကြားထဲမှာပုတ်နေတဲ့ tension ဥစ္စာရှိတာ哦ရှိတော့ဟိုရာသီဥတုပုံမူတည်ပြီးတော့ပူလိုက်အေးလိုက်ဖြစ်လို့ရှိရင်ကျင်းတည်တယ်ဟို blister ကတော့ဖြစ်မှာပဲဒါပေမဲ့ blister အတွက်ကိုထုတ်ထားတဲ့ဟိုပစ္စည်းတွေလည်းရှိတယ်ဟို6ရောက်ကိုလိမ့်တဲ့ဟာမျိုးတွေလည်းပဲရှိတယ်ဗောနော်ရှိတယ်ဆိုအိုက်ကောင်တွေကလည်းပဲသုံးလို့ရှိရင်လည်းပဲကောင်းတယ် blister ဖြစ်နိုင်ရေးကိုသူကတော်တော်လေးကိုကာကွယ်ပေးတယ်ကာကွယ်ပြီးတော့ခြေစွပ်ကောင်းတာသုံးရင်တော့ကောင်းတာပေါ့ခြေစွပ်အကောင်းသုံးပေါ့ခြေစွပ်ကတော့ဒါပေမဲ့ခြေစွပ်အကောင်းသုံးလည်းပဲအများဆုံး2ပွဲ3ပွဲပဲပေါက်တယ်ပေါက်တော့ဒီလောက်ကြာကြီးပြီဘာလို့လဲဆိုတော့တဲတွေဖုန်နေလည်းဝင်ပြီးတော့ပုတ်နေမှာပဲเนาะချိန်လုံးကဆိုတော့အဲ့လောက်ပဲခံတယ်2ပွဲလောက်ဆို2ပွဲလောက်ပဲခံတယ်ထင်တယ်ဟုတ်အဲ့ဆိုရင်ဒီကိုဒီပြိုင်ပွဲတွေပြိုင်လာတဲ့အခါမှာဒီ trade လမ်းကြောင်းပေါ်မှာပေါ့နော်ဟိုအနေဖြစ်ဘူးတာတွေပါရှိလားအဲ့လိုမျိုး VUM မှာတော့တစ်ခေါက်ဖြစ်ဖူးတယ် VUM မှာဘယ်လိုမျိုးဖြစ်လဲဆိုတော့ကျွန်တော်တို့က85ပြည်တယ်ဗျာဟုတ်ကျွန်တော်မနေ့3နာရီတာလွှတ်တယ်90သမားတွေရှိတယ်90ရမနေ့9နာရီ6နာရီလောက်မှတာလွှတ်တယ်ဆိုတော့ကျွန်တော်30ကီလိုမီတာရောက်တဲ့အချိန်မှာအဲ့လိုမျိုး90သမား90ရဲ့တကယ်ဟို fast ဟိုဆိုတာ group ကရောက်ချလာဟုတ်ပြေးလာပြီသူတို့ကကျွန်တော်တို့ဟို pass လောက်တာပေါ့နော်ကြော်တော့မယ်ဆိုရင်အဲ့အချိန်မှာဒီလိုတောင်ဆောင်ရှိတယ်တောင်ဆောင်မှာလို့ကြောက်တောင်ဆောင်ပေါ့သူတို့အဲ့လိုမျိုးကြည့်ပြီးတော့အားကြောက်ဆိုနည်းနည်းကြွသွားတော့သူတို့ပြေးတဲ့ pace ကလည်းပဲဟိုပါပဲရှိဟိုပါပေါ့5 to 6လောက်ပဲဆိုတော့5 to 6ဆိုကျွန်တော်9တဲ့ pace လောက်ဖြစ်တော့အဲ့နဲ့သူတို့ပြေးတဲ့ပုံစံကိုကျွန်တော်ကြည့်ချင်တာသူတို့ဘယ်လိုမျိုးပြေးလဲဆိုတာကြည့်ချင်တော့ကျွန်တော်ရှေ့ကအဲ့3ယောက်လောက်ဖြတ်သွားတဲ့အချိန်မှာကျွန်တော်စပြီးတော့သူတို့နောက်ကိုလိုက်တာဟုတ်အမေကတော့ဟိုလိုက်တယ်ဆိုတာကျွန်တော်ကြည့်အောင်ပဲကြည့်ဖို့လိုက်တာပါဟိုလေးလာချင်တာဘယ်လိုသူတို့ဘယ်လိုကြည့်ကျွန်တော်လိုက်တဲ့အချိန်မှာမီတာ300 400လောက်ပဲရှိသေးတယ်ကျွန်တော် speed ကျွန်တော်မနိုင်တော့မနိုင်တော့ဘဲနဲ့ဘေးနားမှာအဲ့ကြောက်ကိုကျွန်တော်ခေါင်းကတဲသွားပြီဗျာတဲသွားပြီဆိုတော့ကျွန်တော်ဘလုံးမထိန်းလို့မရတဲ့အချိန်မှာကျွန်တော်လဲဖို့အဲ့လိုမျိုးဒီအပေါ်ဘက်ကိုကျွန်တော်လဲဖို့အတွက်ကျွန်တော်နေရာရှာနေပြီနေရာရှာနေဆိုတော့ကျွန်တော်ဘာလို့ဟိုဘက်ကိုဆက်ပြီးတော့ဆင်းသွားလို့ရှိရင်ကျွန်တော်တို့အနေနဲ့တအားများနေဆိုတော့အဲ့ချိန်မှာကျွန်တော်ပြန်ပြီးတော့ထိန်းတဲ့အချိန်မှာကျွန်တော် speed မနိုင်တော့မင်းတို့အဲ့လိုမျိုးလူအဲ့လိုမျိုးသူလှဲလိုက်ရတာဗောနော်ဒီဘက်အန်ဒီရကင်းတဲ့ဘက်ပေါ့ဒီဘက်ဘက်လဲဝင်ရရှာလိုက်တယ်ဟုတ်အဲ့လိုပါပဲကျွန်တော် risk လုံးဝမယူ risk လုံးဝမယူဆိုတာဟို injury ရမှရဲ့ဟာကိုကျွန်တော်ဘယ်တော့မှမလုပ်ဘူးဆိုတာဖြည်းဖြည်းနဲ့ပုံမှန်ပဲကျွန်တော်သွားတာများလမ်းလျှောက်တာများပါတယ်ဟုတ်လမ်းပဲလျှောက်တာဟုတ်ဒါဆိုအခုပြောသလိုဆိုရင်ဒါအခုအတွေ့အကြုံရဆိုရင်ဒီဟို risk မြူတင်ဦးပေါ့နော်ဘာလို့အရှိကြီးသွားမှာတော့ကျွန်တော်တို့က competition level လည်းမဟုတ်ဘူးကျွန်တော်အနေနဲ့ဟုတ်ကဲ့ဘာလို့ကျွန်တော် compete လုပ်တဲ့လူလည်းမဟုတ်တော့ကျွန်တော်တို့ကဒီမှာလာပြီးတော့ enjoy နေဒီဟာဝါသနာရတယ်ဘာလို့ပျော်ဖို့အတွက်လုပ်တာဆိုတော့တခုခု injury ရောက်သွားရင်လည်းမကောင်းဘူးများပြီးတော့သတ်မှတ်ထားတဲ့အချိန်တွင်းကိုလည်းပဲဝင်နေနေပေါ့နော်အဲ့လိုမျိုးပေါ့ဟုတ်ကဲ့ဟုတ်ကိုအကြာကြီးပေါ့နော်အဲ့လိုမျိုးပြေးတဲ့အခါမှာအဲ့လိုဆောင်းတာဒဏ်ရာမရအောင်ပေါ့နော်ဟိုဘယ်လိုတွေလုပ်တင်လဲပေါ့နော်အဲ့လိုမျိုးတော့အဲ့ဒါတော့ဒဏ်ရာမရအောင်injury မရအောင်ပေါ့နော် injury မရအောင်ဆိုလို့ရှိရင်တော့ဟိုဒါကျွန်တော်တော့မလုပ်ဘူးအဲ့ဒါဟုတ်ဒါပေမဲ့ဘာလို့မလဲဆိုတော့သိရဗျာဒါပေမဲ့ကျွန်တော်အဲ့ဒါကိုအချိန်မပေးပြတာလည်းပါတယ်အဓိက strength training တွေလုပ်တင်တယ် stability တွေလုပ်တင်တယ်ဟုတ် strength training ဆိုလို့ရှိရင်လည်းကျွန်တော်ကြွက်သားတွေမှာဆက်ပေးရတွေပါပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလုပ်ရင်ရောမရဘူးလားဆိုရကောင်းရနိုင်တယ်ဟုတ်ရနိုင်တယ်ဒါပေမဲ့မလုပ်တဲ့လူထက်ဆိုလို့ရှိရင်တော့သူက chance တော့နည်းမယ်ဟုတ်နည်းမယ်ဒါပေမဲ့ပိုကောင်းတာကတော့ကိုသွားနေတဲ့ဒီပြေးနေတဲ့ terrain မှာဆိုလို့ရှိရင်ကိုသိတယ်ဗျာဘယ်လောက်ထိကိုလှုပ်လို့ရမလဲပေါ့နော်ဒီမြေပြင်မှာဆိုလို့ရှိရင်ကိုကဒီဟာကိုတစ်ခါမှဒီလိုမျိုးလမ်းကြောင်းကိုကိုကတစ်ခါမှမပြေးဘူးထားဘူးပြီးတော့အတွေ့အကြုံလည်းမရှိဘူးဆိုလို့ရှိရင်စွတ်မပြေးစွတ်ပြီးတော့ risk မယူနဲ့ပေါ့ risk မယူနဲ့ဆိုတာကျင်းတွေပေါ့ရနိုင်တယ်ရကိုရနိုင်တယ်ကျင်းတွေရတယ်ဒါမှမဟုတ်မရရင်တော့မှပဲကိုကဒီကိုရဲ့ပန်းနိုင်ကိုမရောက်ဖ ೇನೆ လမ်းတော့မှတင်ပြီးသွားတာမျိုးလည်းပဲဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တယ်ဆိုတော့ဟို risk ကတော့ဟိုyou competition level ကိုရောက်နေတဲ့လူတွေဆိုလို့ရှိရင်တော့ယူတင်တယ်ဗျာပြေးဗျာဟုတ်ကဲ့အဲ့ဒါတော့သူတို့မပြောဘူးဗျာသူတို့မှလည်း training ကလုံးဝဆောင်းရမ်းကောင်းနေမှာပဲလေဒါပေမဲ့ဟိုဒီတိုင်းပဲ trail running ကိုသဘောကျတယ်ဒီတိုင်းပဲ enjoy လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဟိုနည်းနည်းလေးဟိုသတိလေးထားပေါ့သတိထားပါပြီးတော့မြေပြင်ကောင်းကောင်းဖတ်ပါကောင်းကောင်းဖတ်ပါပြီးအာယုံမလွင့်နဲ့ပေါ့အာယုံမလွင့်ဆိုတာကျွန်တော်တို့ဟိုတချို့နေရာတွေကြာလို့ရှိရင်လည်းပဲခြေထောက်ခောက်တာပဲဖြစ်ဖြစ်တခုခုဖြစ်သွားရင်တော့မှပဲဟိုရက်သွားမှာပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ပြီးတော့ဒီကဒီဒူးတွေပါညာကူကအစင်းတွေဆိုလို့ရှိရင်အရန်မတ်တဲ့ဟာတွေဆိုလို့ရှိရင်တော့အရန်သတိထားတင်တယ်သတိထားတယ်ဆိုတာဒီကိုဒူးဟိုအရန်ထိုးစင်သွားလို့တခုချွတ်ချော်သွားပြီဆိုလို့ရှိရင်ကြတော့လေဟုတ်ကဲ့ဆိုတော့အဲ့လိုမျိုးတော့သတိအဓိကတော့သတိကပ်နေရင်တော့တရားရဖို့ကတော့ခဲရင်ပါတယ်ပြီးတော့เนาะကျွန်တော်တို့ကဒီဟို tree อ่ะတဘာဝထဲမှာအဲ့လိုသွားပြေးနေရဆိုတော့ဒီဟိုတဘာဝကိုအဲ့လိုမျိုးထိမ့်သိမ့်ဖို့
အဲ့ဒါတွေရောဟိုအရေးကြီးလာပါနိုင်ငံတကာအကြောင်းမှာရောသူတို့ဟိုဘယ်လောက်အရေးကြီးလဲသူတို့ဘယ်လိုလုပ်ကြလဲအခုအဲ့ဒါလေးနည်းနည်းဟို sharing လုပ်ပေးပါအောင်ဟုတ်ဟိုအဓိကတော့ကျွန်တော်တို့ကဒီတဘာဝလေးဥပမာသွားပြီးတော့ကျွန်တော်တို့ကထိတွေ့ကြရတယ်ဗျာသူဒီမှာထားပါတော့တချို့အရန် trade ပြေးတဲ့နေရာတွေကတော့တချို့နေရာတွေကတော့အရန်ကြီးတော့ဟိုဘယ်လိုခေါ်မလဲအရန်မဆိုင်အောင်အရိုင်းမဆိုင်အောင်ဟုတ်ကဲ့အရိုင်းမဆိုင်အောင်ဆိုတော့သွားလို့လူတွေသွားလို့ရတဲ့ဟာမျိုးဆိုတော့တကယ်လို့တားခတ်တဲ့ပွဲမျိုးတွေမှာဒီသဘာဝတိုင်းဖြစ်နေတဲ့ဟာမျိုးတွေမှာဆိုလို့ရှိရင်လူတွေဖြတ်ပြေးမှဆိုလို့ရှိရင်ကြတော့တခုတော့ဒီသူတို့မှသူတို့နေနေတဲ့ species တွေရှိတယ်ဗျာသူတို့ကျွန်တော်တို့ကသူတို့ရဲ့သဘာဝတွေကိုကျွန်တော်တို့ကသွားပြီးတော့ထိကြတာဟုတ်ထိကြတော့ကြတော့ဟိုမလုပ်သင့်မလုပ်ထိုက်တာတော့မလုပ်အောင်ဘောနော်မလုပ်ဆိုအကောင်ပလောင်တွေ့လို့ရှိရင်လည်းပဲကိုမှပိုးတွေပါလို့ရှိရင်ဟိုပြန်ကူးသွားနိုင်အဲ့ဟိုသွားပြီးတော့ပိုးနဲ့ဟိုတုံးနဲ့ဖြက်စီးတာမျိုးပါတော့နော်အကောင်ပလောင်လို့ဘာခေါ်မလဲအခုသွားပြီးတော့လှုပ်တဲ့ဟာမျိုးသူကသူသွားလိမ့်မယ်ဗျာသူကသူလမ်းကြောင်းသူအောင်သွားလိမ့်မယ်ကိုကလည်းကိုလမ်းကြောင်းကိုသွားပါပြီးတော့နောက်တစ်ခုကအမိုက်လုံးမပြစ်ဖို့ plastic ကိုတဘာဝအပင်တွေကိုအဲ့လိုမျိုးခူးတာစိတ်တာတွေပါအဲ့ဒါကြောင့်เนาะကျွန်တော်တို့ဒီဟိုဟာတွေကဒီကျွန်တော်တို့ဒီ trail runner တွေဒီ hiking လုပ်တဲ့လူကိုသူတို့ပါတယ်ဟို leave a trace လားအဲ့ဒါ leave a trace အဲ့ဒါသူတို့ကြံမွေးမြင်ကိုသူတို့တေချာကိုပြောတယ်เนาะဒီကိစ္စဟိုဟုတ်အပြီးတော့ကိုခုပေါ့เนาะဟိုမှာဟိုသွားတဲ့ခါမှာဒီ trail ဒီမြန်မာပြည်မှာဖြစ်ဖြစ်ပေါ့เนาะနိုင်ငံခြားမှာဖြစ်အဲ့လမ်းကြောင်းမှာဒီလိုအဲ့လိုဟိုဒီအမိုက်တဲ့တွေအဲ့လိုမျိုး plastic တွေအဲ့လိုမျိုးတွေ့ဘူးလားမရှိဘူးလို့တော့မပြောဟုတ်ရှိတယ်ဟုတ်ကဲ့ဟုတ်ရှိတယ်ဟိုဥမာထားပါလူ1000လောက်ပြိုင်တဲ့ပွဲမှာတော့အများကြီးပွားသလားကျဲနေတာလဲဆိုလို့ရှိရင်တော့နည်းနည်းပါးပါးဟိုပြစ်တဲ့လူတော့ရှိတယ်ဗျာလုံးဝတော့မရှိဘူးတော့မရှိဘူးဟိုဒါတော့လက်မခံဘူးပေါ့နော်ရှိတယ်ပါနိုင်တယ်ဒီထဲမှာလည်းအခုလည်းပဲတွေ့ခဲ့တယ်ဗျာတချို့နေရာတွေမှာဆိုလို့ရှိရင်ဂျယ်ဒုတ်တွေသုံးပြီးလို့ရှိရင်လမ်းဘေးမှာဒီလမ်းဘေးတော့မဟုတ်ပါဘူးဒီ on the train မှာပေါ့နော်ဒီချခဲ့တဲ့ဟာမျိုးတွေတော့တွေ့ခဲ့ဒါပေမဲ့နေတော့နေပါတယ်ဟုတ်အရင်ကြီးတော့မများပါဘူးဟုတ်ကျွန်တော်တို့ဒီဟိုအကိုသိတလောက်ပေါ့နော်ဒီကျွန်တော်တို့ဒီ trail running community မှာရောဒီတဘာဝထိန်းသိမ်းတာတွေသူတို့လုပ်ကြလာပေါ့လုပ်တယ်ဟုတ်တယ်ဒီပြည်တွင်းမှာရောဟိုပြည်ပမှာရောအဲ့လိုကိုအတွေ့အကြုံရရှိလာပေါ့နော်တဘာဝထိန်းသိမ်းတာသူတို့တီးတန့်ဟိုပွဲရတော့ပွဲပေါ့နော်ဒါပေမဲ့တဘာဝကိုသူတို့ထိန်းသိမ်းတာကြတော့သူတို့ဒီအခြားအရက်ဖက်အဖွဲ့အစည်းတွေနဲ့သူတို့ပြန်ပြီးတော့ပေါင်းပြီးတော့လုပ်တဲ့ဟာမျိုးတွေရှိတယ်ဟုတ်အဲ့ဒါဆိုရင်ကိုယ့်ရဲ့ဟိုဟာလေးပြောပြပါအောင်ဒီဆောနာကျွန်တော်တို့ဟိုမစခင်ကပြောနေတာဒီ dream race လေးပေါ့နော်ဟုတ်အဲ့လိုမျိုးဘယ်ဟာဖြစ်မလဲပေါ့နော်အဲ့လိုမျိုးဘာလို့လဲလားဟိုရကြိုက်လောက်ပြောရဒါပေမဲ့အဲ့လိုဘာကြောင့်လဲပေါ့နော်အဲ့လိုမျိုးဟိုဟာပေါ့တခြားလူတွေလည်းဟိုဟာသိအောင်လို့ပေါ့နော်နည်းနည်းဟိုဟာပေါ့ sharing လေးလုပ်ပေးပါအောင်ပေါ့ dream race ကတော့တကယ်လို့သွားပြိုင်ခွင့်ရမယ်ဆိုလို့ရှိရင် UTME final ကိုပြိုင်ကျင်တယ်ကျွန်တော်က UTME final မှာကျွန်တော်က100 mile ဟိုလှုပ်ချင်တာပေါ့နော်100 mile ဟိုဒီစမ်းကြည့်ချင်တာသူကတော့ဒီMont Blanc area မှာရှိတဲ့ဟာပေါ့နော် Mont Blanc area မှာရှိတဲ့ဟုတ်တယ်ပက်ထားဆိုရှာမိုနီရဲ့ဒီပြင်သစ်ရဲ့အီတလီရဲ့ဆွစ်ဇာလန်အဲ့လိုမျိုး၃ခုပေါ့နော်အဲ့ဒီတောင်ပတ်လန်ကြီးကိုပြီးတဲ့ဟာကိုတော့ဟိုဒါတော့ dream race ပေါ့နော်အဲ့ဒါနံပါတ်1ခုနောက်တစ်ခုကကျတော့ Mount Fuji 100ဆိုတာရှိတယ် Mount Fuji 100ကိုလည်းပဲပြေးကြည့်နေတာပေါ့နော်ပြေးကြည့်နေတာဆိုတော့တကယ်လောက်ခွင့်ရမယ်ဆိုလို့ရှိရင်လည်းအဲ့ဒါပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ trail runner တွေရဲ့အဲ့80မှဟိုပန်းနိုင်ရကြတော့ကျွန်တော်တို့က Western State Western State endurance run ဆိုတာရှိတယ်အဲ့ဒီ Western State မှာဆိုလို့ရှိရင်ကျတော့သူက limit နဲ့လက်ခံတယ်ဆိုတော့သူကတစ်နှစ်လုံးမှာမှတစ်နှစ်ဟိုပေါ့ဒီ cleaner ကြီးကတစ်နှစ်ပွဲမှာမှလက်ခံတာကအယောက်400ဝန်းကျင်လည်းပဲလက်ခံတယ် worldwide ကိုကမ္ဘာလုံးက worldwide ကိုအယောက်400ကိုလက်ခံတယ်ပြီးတော့သူရှိမှာအခုဆိုလို့ရှိရင်သူက direct ဟိုဆိုတာပေါ့ golden ticket လို့ခေါ်တယ်ဟုတ်ကဲ့ golden ticket ဆိုလို့ရှိရင်သူကဒီနှစ်မှာ golden ticket ရတဲ့လူက1 to 10direct invite ဒါနောက်နှစ်တော့ကိုသူက1 to 10 direct invite ပြီးတော့မှဒီ UTMB တချို့ပွဲတိုင်းမဟုတ်ဘူး UTMB မှာသူတို့ credit ပေးထားတဲ့ပွဲတွေမှာ winner ပိုရီယာရတယ်ဆိုလို့ရှိရင်လည်းပဲ golden ticket ရတယ်ပထမပဲ first တယောက်ပဲ3ယောက်ပေးတယ်3ယောက်ပေးတယ်1 to 3ကိုတော့ golden ticket ပေးလိုက် golden ticket ပေးတယ်အဲ့လိုမျိုးဒါပေမဲ့အဲ့ဒါ UTMB ပွဲတိုင်းမဟုတ်ဘူးပွဲတိုင်းမဟုတ်သူတို့ဘယ်လိုသူတို့အဲ့ဒီဟာတော့ကျွန်တော်တေချာအဲ့ဟိုမလေးလာဖြစ်သေးဘူးလေးလာဖြစ်ဆိုတော့ဘယ်ပွဲကိုသူတို့ပေးလဲဆိုတော့ဥမာကျွန်တော်သိသလောက်ဆိုလို့ရှိရင်ဒီနှစ်ပေါ့နော်ဒီနှစ်မှာဆိုလို့ရှိရင်သူက Kilian Jornet ကဒီ Western State ကိုသူကဝင်ခွင့်ရဖို့အတွက်ကိုသူက UTMB ရဲ့ပြေဥစားအီတလီမှာလုပ်တဲ့ပွဲမှာဆိုဝင်ပြေးရတယ်ဝင်ပြေးမှအဲ့မှာသူက direct invite နဲ့ golden ticket ရတယ်ဗျာ golden ticket ရတော့အဲ့မှာအဲ့ပွဲမှာဆိုလို့ရှိရင် Jim Worsley ရဲ့ပြီးတော့ပြင်သစ်ကတယောက်ပါတယ်နာမည်မေ့သွားပြီပြီးတော့ဟို Kilian Jornet ကဘာလို့ Jim Worsley ကကြတော့ number 1နဲ့ဝင်သွားတယ်သူကတော့အစရ direct invite မှာသူကဟို
ဥစားပေါ့ချက်ဟိုဝင်တာဖြစ်နေတော့သူကတော့ဒါရိုက်မှန်သွားဆိုကီလီယန်ဂျိုနယ်တို့ကတော့ဒီသူကနည်းနည်းအဆက်အမှ Western State ကိုသူကမပြိုင်တာတော်တော်ကြာသွားပြီကြာသွားသူအဲ့လိုပွဲပြီးမှသူကဝင်ပြေးပြီးတော့မှဟိုဘက်ကိုပွဲကိုသွားပြီးတော့ join တာဟောဒါဆိုဟိုပြေးကျင်လို့ဒီဘက်မှာလာပြေးရတာအဲ့လိုပြောလို့ရအဲ့လိုပြောလို့ရတယ်ဘာလို့အဲ့လိုမှလည်းပဲဟို Western State ကိုဝင်မှာအဲ့လို Western State ကတော့ဒီအားလုံးရဲ့ဟိုပေါ့ trail runner တွေတော်တော်များများရဲ့ဟိုပြေးကျင်တဲ့ပွဲဘာလို့အဲ့ဒါလေးပြီးထားမှလည်းပဲပိုကောင်းမှာပေါ့နော်ပိုကောင်းမှာဆိုတော့ဒါတော့ share ပေါ့ဒါပေမဲ့ UTMB final ရလည်းပဲအရင် famous ဖြစ်တယ်အရင် famous လူကသူကတော့အပြင်မှာလူအပြင်တွေပါအပြင်လို့ဆိုတာထားပါတော့ဟိုဘယ်လိုခေါ်မလဲတော့တစ်နှစ်ကို1000လောက်လက်ခံတယ်ဗျာအဲ့လိုမျိုးလွယ်ပဲပြောပါတော့ OCC ရှိရ CC ရှိရ UTMB ရှိရတော့ major 3 race ရှိရဒါပေမဲ့ minor တွေလည်းပဲရှိသေးတယ်သူကျင်းပါတဲ့ဟာလေအဲ့လိုအဲ့ final ဝင်ဖို့အတွက်ဆိုရင် major တွေပြိုင်မှအဲ့လိုရအဲ့လိုလားမဟုတ်ဘူးအမှတ်နဲ့ပဲဖြတ်လိုက်တာလားအဲ့လိုလည်းမဟုတ်ဘူးသူကအမှကျွန်တော်တို့ဟိုမှာရိုးပေါ့ဟို competitor level မဟုတ်ဘူးရိုး runner တွေအဲ့မှာဝင်ပြီးတော့ပြေးကျင်တယ်ဆိုလို့ရှိရင်သူက UTMB ရဲ့ဒီ series တစ်ခုမှာ series မှာသူကဝင်ပြီးတော့ပြေးလို့ရတယ်ဟုတ်ဒါပါတော့အနည်းဆုံးပြောရလို့ရှိရင်ကွယ်ချင်းမိုင် UTMB ရှိရဟုတ်ချင်းမိုင်မှာဆိုလို့ရှိရင်သူက major ဆိုတော့သူက double သူ့မှာအဲ့ဒီကန်ဆန်းကွင်းဆိုတာပေါ့ stone လို့သူတို့သတ်မှတ်တာပေါ့နော် stone ဆိုတဲ့ဟာလေးရတယ်ဗျာအဲ့ stone ရလို့ရှိရင်ကျွန်တော်ကအခုမှ100 mile ကိုပြေးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်က2နှစ်အတွင်းမှာဒီ 100k UTMB series တခုကိုကျွန်တော်ပြေးထားပြေးထားရမယ်ပြီးထားရမယ်ဆိုပြီးသွားပြီပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကသူကပုံမှန်ဆိုလို့ရှိရင်သူက12လပိုင်း15နှစ်လားမသိဘူး12လပိုင်းကြော်ဆိုလို့ရှိရင်သူကစပြီးတော့သူကဒီ lottery အတွက်ဥစားစပြီးတော့ register pre register စပြီးတော့လုပ်လို့ရပြီအဲဆိုရင်ကျွန်တော်တို့ကြိုက်တဲ့ category နဲ့ကိုမှရှိတဲ့ stone နဲ့ဟိုမှာ stone တစ်ခုရှိတဲ့လူကလည်းပဲဝင်ခွင့်ရနိုင်တယ် stone တစ်ခုရှိတဲ့လူကမဲတစ်ဆောင်ရမယ်ဆိုလို့ရှိရင်10ခုရှိတဲ့လူကမဲ10ဆောင်ရမှာဟိုအဲ့လိုမျိုးတော့ပိုပြည့်တယ် chance ပိုများတယ် chance ပိုများမယ်ဆိုတော့ဟိုမှာတတုံးရှိတဲ့လူနဲ့10တုံးရှိတယ်ငါ10တုံးရှိလို့ဟိုဝင်ခွင့်မရဘဲနဲ့တတုံးတော့ဘာဖြစ်လို့ရလဲသူကကန်ကောင်းလို့ဗျာအဲ့ဒါဆိုတော့ရှင်းလေးမဲနိုင်တယ်လို့ပဲပေါ့ဟုတ်တယ်မဲနိုင်တယ်ကန်ကောင်းတဲ့လူကတော့ပေါက်မယ်အဲ့တော့အခုပေါ့နော်ကျွန်တော်တို့ဒီစီမာလဲပေါ့နော်ဟိုဟာတွေ trade ပြိုင်ပွဲတွေအခုလဲလုံနေကြပြီအများကြီးပဲဆိုတော့ကျွန်တော်တို့ဒီမြန်မာပြည်ရဲ့အဲ့ဒီ trade running community အကြောင်းလေးပေါ့နော်နည်းနည်းပြောပါအောင်ဘယ်လိုဖြစ်လာလဲဟို develop ဖြစ်လာလားပေါ့နော်အဲ့လိုမျိုးအခုဘယ်လိုအခြေအနေရှိလဲပေါ့ကိုဗစ်ကာလအလွန်ပေါ့ကိုဗစ်ဖြစ်ပြီးတော့ဒီဘက်အလွန်မှာဆိုလို့ရှိရင်တော့တဖြည်းဖြည်းနဲ့ပို့ပြီးတော့များလာတယ်လို့ပို့ပြီးတော့ဒီစိတ်ဝင်စားမှုလည်းပဲများလာတယ်ပြီးတော့ကြိုက်လာကြတယ်ဗျာဒီတဘာဝမှာသူတို့ပြေးရတဲ့လူတွေကိုလေပြီးတော့ဒီမြန်မာမှာကျတော့နည်းနည်းဟို trade ထဲဆိုမာရသွန်တို့ဒီမာရသွန် road မှာတော့ပဲလူကဒီ limit တစ်ခုရှိသေးတာပေါ့နော်ဒါပေမဲ့အခုမြင်ရတဲ့ပုံစံရဆိုလို့ရှိရင်တော့တဖြည်းဖြည်းတော့ဒီပြေးတဲ့ကဏ္ဍပြေးတဲ့အခန်းကဏ္ဍမှာဆိုလို့ရှိရင်လူတွေကပို့ပြီးတော့များလာတယ်ပြီးအသစ်တွေလည်းပဲရောက်လူသစ်တွေပေါ့လေဒါကောင်းတဲ့လက္ခဏာပါပဲနော်ဒါကောင်းတာပေါ့အပေါင်းဆောင်ပါပြီးတော့ကျွန်တော်သိလောက်ပေါ့နော်ဟိုဒီဟိုခုဟိုကျွန်တော်လည်းဒီ trail run တွေသွားတယ်ဆိုရင်အခုဆိုရင်ဒီ runner အသစ်တွေသူတို့ဟိုလာကြတယ်နော်ပြီးရင်ရုံးသမားတွေပါသူတို့ပိုကြိုက်ကြတယ်အဲ့လိုပြီးရင်ဟိုဟာအဲ့လိုကြိုက်သွားကြတယ်ပေါ့နော်လုံးဝဟိုဒီကဟိုတဘာဝထဲမှာလည်းပြေးရတာဆိုတော့နော် road running ကိုလည်းမပြေးဘူးနဲ့ trail ကိုစပြေးပြီးအဲ့လိုမျိုးအဲ့လိုကြိုက်သွားကြတာပါအဲ့လိုမျိုးကျွန်တော်ဟိုတွေ့နေရတယ်ပေါ့နော်ဒါကျွန်တော်ဟိုဒီကျွန်တော်တို့ community တွေတော့တော်တော်ဒီ trail running တွေတော့တော်တော်ကောင်းတဲ့ဟာပဲပေါ့နော် trail ရမှာမဟုတ်တော့ running community ဟုတ်တယ် running community တွေတော့တော်တော်လေးကောင်းတယ်လို့ပြောရမယ်ဒီ trail run တွေဘာတွေကိုစပြေးခြင်းတဲ့လူတွေအတွက်အခုဘလို့အကြံပေးခြင်းလဲပေါ့နော်အဲ့ဒါလေးအတွေ့အကြုံရာဒီတိုင်းအကြံပေးတာပေါ့အကြံပေးတယ်တော့မဟုတ်ပါဘူးဒီလိုပဲဘောနော်သူတို့ဒီစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်တော့တချို့ကျွန်တော်တို့ဥပမာrunning club တွေရှိမယ်ဗျာ running club ရှိမယ်ဆိုတော့ trail run ကိုစပြီးတော့ချက်ချင်းထိတွေ့တာလဲဆိုလို့ရှိရင်တော့ road run လောက်ကစမှာပေါ့နော် road run မှာရန်ကုန်လိုမြို့ကြီးတွေမှာပေါ့ဒါပေမဲ့တော်တော်လေးအားနေတာတော့ရှိသေးပါတယ်ရှိသေးတယ်အဓိကတော့ကျွန်တော်တို့ရန်ကုန်မန္တလေးမြို့ကြီးတွေမှာတော့ဒီ club တွေကတော့ဒီ community လေးတွေကတော့တဖြည်းဖြည်းနဲ့တစားတော့ကြီးလာပြီဟုတ်တယ်နော်တော်တော်ကြီးလာပြီများလာပြီပေါ့နော်အခြားကြံတဲ့မြို့တွေမှာတော့နည်းနည်းလိုသေးတယ်ပေါ့အချို့ဆိုမှတောင်ကြီးမှာလည်းပဲတဖြည်းရှိလာပြီတောင်ကြီးမှာလည်းနော်တော်တော်ကြီးလာပြီသူတို့ community ကကျွန်တော်သိလောက်တော့ဟုတ်တယ်တချို့မြို့တွေမှာမော်လမြိုင်လိုပသိမ်လိုဟာမျိုးတွေမကွေးလိုဟာမျိုးတွေနည်းနည်းကြံသေးတယ်ဗျာဟုတ်ကဲ့ဟုတ်တဖြည်းသူတို့လည်းပဲရှိတော့ရှိမှာပဲလေတဖြည်းနဲ့သူတို့လည်းကျွန်တော်သိသလောက်ကတော့ဟိုပြေးနေကြပါပြီစပြီးတော့လေဟိုအရင်ကြီးဟိုအကြီးတာမဖြစ်သေးရတယ်ဘာလို့တော့ဟိုပွဲတွေမှာဆိုတွေ့နေရပြီเนาะအဲ့လိုမျိုးဆိုတော့ဒီ
ဘာလို့ကျွန်တော်တို့တောင်ပေါ်ဒေသတွေကတော့ပြဿနာမရှိဘူးကွယ်ချက်ချင်း tray ကိုသူတို့ try လို့ရတယ်ဘာလို့ကျွန်တော်တို့ဒီမြေပြန့်ဒေသမြေပြန့်ဆိုပေမဲ့ဒီရန်ကုန်လိုဟာမျိုးပေါ့နော်ရန်ကုန်မှာဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ tray ပြေးဖို့ကြတော့နည်းနည်းလေးနေရာကန့်သက်ရှိရဟုတ်တယ်ကျွန်တော်တို့ဒီမြို့ပေါ်မှာပဲကျွန်တော်တို့အဓိကကျွန်တော်ရုံးသမားတွေဆိုလို့ရှိရင်လည်းပဲရုံးချိန်လည်းရှိတော့ကြကျွန်တော်ပြည့်ရက်လောက်မှာပဲကျွန်တော်တို့ tray အချိန်ပေးရတာနော်ဟုတ်တယ်ပြီးတော့ခီးတစ်ခုသွားလဲသွားရတဲ့ပုံစံမျိုးဖြစ်နေတော့ဟုတ်မျိုးပေါ်မှာဆိုလို့ရှိရင်တော့ road run ကိုတော့ road မှာပဲအရင်ကျင့်ပြီးတော့မှအချိန်တစ်လားတစ်ခါလောက်ပေါ့တစ်လားတစ်ခါလောက်မှသွားပြီးတော့ tree ပေါ်တက်ပြီးတော့လေ့ကျင့်ကြရင်တော့ပိုကောင်းတာပေါ့ဟုတ်ဒါဆိုရင်အခုအဲ့လိုမျိုးပေါ့နော်ရုပ်တရက်ကြီးဟိုမှာတခါလေးဆိုရှိရလုံးဝ road running ကိုလုံးဝမပြေးဘူးနဲ့ဒီ tree ကိုဝုန်းဆိုပြီးတော့အဲ့လိုအဝေးပြေးကျင်တဲ့လူတွေအတွက်ကောအခုဘယ်လိုပြောကျင်လဲဒီကလုံးလုံးဖို့တင့်တော်လားပေါ့လို့မျိုးဟုတ်အဲ့ဒါပြောချင်တာလေကျွန်တော်တို့ဆိုလို့ကျွန်တော်ခုနရှေ့မှာလည်းပြောခဲ့ဘူးသားရှိတာ哦ကျွန်တော်တို့ဟိုဒီကလောဘက်မှာတွားပြီးတော့ပြေးတယ်ဒီ90တွေပါကျွန်တော်တို့ပြေးကြတယ်ဗျာပြေးကြတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်တွားပြီးတော့ပြိုင်တဲ့အချိန်မှာကျွန်တော်တို့ကဟိုပြိုင်နေဆိုတာပြိုင်ပွဲ official ပြိုင်ပွဲမှာတွားပြီးတော့ဝင်ပြီးတော့ဟိုပြေးဥစားပေါ့ဟိုဝင်ပြီးတော့ဟို join တဲ့အချိန်မှာကျတော့ကျွန်တော်တို့ကအောက်ခြေအဆင့်ဟိုဒီအနေဆုံးကနေပြီးကျွန်တော်တို့စပြီးတော့တည်ရတယ်ဟုတ်ကဲ့ဟုတ်တည်ရတယ်ဆိုတော့အဲ့ဒါဘာကောင်းလဲဆိုတော့တစင်ချင်းတီသွားရင်တော့ဟိုမှာပေါ့ဟိုကြောက်မွားတော့ကွယ်ကြောက်မွားတော့ဆိုတာခါကြလို့ရှိရင်အစိမ့်သက်သက်ကြီးကနေပြီးတော့ဒါကြီးဝုန်းဆိုပြီးလှုပ်လိုက်တယ်ကြိုက်သွားလို့ရှိရင်တော့ပြဿနာမရှိဘူးဟုတ်တယ်နော်ကြောက်သွားလို့ရှိရင်ကျတော့သူကပျောက်သွားမှာဗျာဒါကြီးကိုသူ့အတွက်ဟိုဒါကြီးကအဆင်မပြေဘူးဆိုတဲ့ဟာမျိုးဖြစ်သွားမှာဆိုတော့တခုအနေဖြစ်ခဲ့တာတော့ injury ဖြစ်ခဲ့တာเนาะအဲ့လိုမျိုးသူတွေဒီအကြောက်စရာတစ်ခုပေါ်သွားလို့ရှိရင်ကျတော့အဲ့ဒါနည်းနည်းလေးဟိုသူ့အတွက်လည်းမကောင်းဘူးပေါ့နော်သူ့အတွက်မကောင်းဆိုတာသူဒီဟာကိုစမ်းကြည့်ဒီဟာကောင်းတယ်ဗျာဒီဟာကလှုပ်လို့ရှင်တော့ဟိုဒီဟာကောင်းတယ်သူများလည်းပဲလိုက်လုပ်နေကြတယ်ဒါပေမဲ့သူကကြောက်သွားတယ်ဆိုတော့ဟာမျိုးဆိုတော့တစင်ချင်းစီသွားရင်တော့ပိုကောင်းမယ်တစင်ချင်းသွားရင်ဆိုတာအဲ့ဒါဆိုလို့ရှိရင် step by step သွားလို့ရှိရင်ကျတော့တဖြည်းဖြည်းလည်းပဲသူ့အတွက်အနေနဲ့လည်းပဲနေသွားလိမ့်မယ်အနေနဲ့မှာချက်ချင်း90လောက်ကိုဝုန်းဆိုပြီးတော့ပြေးဖို့ဆိုလို့ရှိရင်တော့ဘယ်လိုလူမျိုးတွေဖြစ်နိုင်လဲဆိုလို့ရှိရင်မာရသွန်နာရီဆိုလို့ရှိရင်တော့ဖြစ်နိုင်တယ်ဟုတ်ကဲ့ဟုတ်မာရသွန်နာရီဆိုလို့ရှိရင်ဟောဒါဆိုလို့ရှိရင်အဆင်ပြေတယ်ဗျာဘာလို့42ဟိုမာရသွန်ဥစားပြေးထားတဲ့လူ finish ဖြစ်ထား official finish ဖြစ်ထားတဲ့လူတွေဆိုလို့ရှိရင်တော့အဆင်ပြေနိုင်တယ်ဟုတ်တခြားအစိမ့်သက်သက်ကြီးဆိုလို့ရှိရင်တော့ဟိုကြောက်ရမှာလေဟိုကတိတ်ပြီးတော့လူတိုင်းတော့ဖြစ်ချင်မှဖြစ်လိမ့်မယ်ပေါ့နော်တချို့တွေတော့ဟိုကြောက်ရမှာလဲကြောက်တယ်ဟုတ်အဲဆိုရင်တော့ဟိုကျွန်တော်ဆောင်းတာပြောလို့ဟိုဖြည်းဖြည်းချင်းလေးပဲအဲ့လိုတိုးသွားတာပို့ပြီးတော့အနေနဲ့လဲကင်းတယ်ပေါ့နော်အဲ့လိုပဲပို့ကောင်းတယ်အဲ့လိုပဲနော်အဲ့လိုပဲပို့ကောင်းတယ်အဲ့ဒါအကောင်းဆုံးပဲကျွန်တော်မြေပြန့်မှာဆိုရင်တော့တခုခုဆိုရင်ကျွန်တော်ဟိုပကံတို့ပါဆိုရင်မြေပြန့်ဆိုတော့တခုခုဆိုရင်ရောက်လာလို့ရတယ်ဗောဆိုပြီးတော့နော်ဟိုအပေါ်မှာကျတော့တော်တော်နဲ့မလွယ်ဘူးနော်ဟုတ်တယ်တော်နဲ့သွားပြီဆိုလို့ရှိရင်နည်းနည်းလေးဟိုစပိုင်လို့ဥစ္စာပေါ့ဟိုတော့ organizer ဘက်ကဒီပွဲကျင်းပသူဘက်ကလည်းပဲကဲဖို့ကြောင့်အချိန်တစ်ခုရှိသေးတာပေါ့ဟုတ်တယ်နော်အချိန်တစ်ခုလိုတယ်ဆိုလို့ရှိရင်ကားမရောက်ဘူးဟုတ်တယ်ဆိုင်ကမရောက်ဘူးဆိုလို့ရှိရင်တော့ခြေချင်းလူပဲသွားလို့ရတဲ့ဟာမျိုးဆိုလို့ရှိရင်တော့နည်းနည်း risk များတယ်ဟုတ်တယ်တော်တော်ကြီးများတယ်နော်နည်းနည်းမဟုတ်တော်တော်များတယ်အခုအနေနဲ့ပေါ့နော်ဒီဟိုကျွန်တော်တို့ပြေးတဲ့ခါမှာဒီကျွန်တော်တို့ဒီနိုင်တွေကအခုတော့အရေးပါလာပေါ့အခုဘလို့တွေအသုံးဝင်လဲအဲ့လိုမျိုးအဲ့ဒါလေးဒီ GPS တွေပါတွေပေါ့မြေပုံတွေပေါ့နော်နေရာတွေဟုတ်အဲ့ဒါလေးရှင်းပြပေးပါဦးရေးကြည့်ရဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ interface ပေါ့နော် interface ကိုကျွန်တော်ကဘာလုပ်ထားလဲဆိုလို့ရှိရင်ကျွန်တော်ကtrade ပြေးပြီပေါ့ trade ပွဲကြီးတွေပြေးပြီဆိုလို့ရှိရင်ကျွန်တော် interface ကိုအမှ focus အမြဲတမ်းထားတယ် interface ကျွန်တော်ကြည့်ကျင်တဲ့ဟာတွေပေါ့နော်ကျွန်တော်ကိုရောက်နေတဲ့မြေရဲ့ဒီခုမှထားပါတော့ဒီနေရာကိုကျွန်တော်ရောက်နေဆိုလို့ရှိရင် elevation အိုင်နာရဲ့ elevation ကျွန်တော်ပွဲတောက်လျှောက်လုံးရဲ့ elevation ပြောချင်တာမဟုတ်ဘူးကျွန်တော်ဒီလက်ရှိကျွန်တော်6ချထားတဲ့နေရာရဲ့ elevation ကိုကျွန်တော်သိချင်တယ်ဟုတ်အဲ့တော့မှကျွန်တော် plus or minus ကိုကျွန်တော်တွက်လို့ရအောင်ကျွန်တော်ဘယ်လောက်ထိတက်ရမှာလဲဘယ်လောက်ထိဆင်းရမှာလဲပြီးလို့ရှိရင်ကျွန်တော်ဘယ်လောက်ကီလိုမီတာရောက်နေလဲဆိုတာအရေးကြီးတာပြီးတော့ heart rate ကအရေးကြီးတယ်ကွယ်ပြီးတော့ကျွန်တော်တို့ဟိုပွဲတွေမှာကျတော့ကျွန်တော်အချိန်နဲ့သွားရတာကျတော့ကျွန်တော်ပွဲတာဆလို့ဟေးဆိုပြီးတော့ကျွန်တော်ရောက်နေတဲ့နေရာကိုကျွန်တော်ဘယ်နှစ်နာရီရှိနေပြီလဲပေါ့ဟုတ်ကဲ့ကျွန်တော်အဲ့မှာအချိန်ကိုကျွန်တော် manage လုပ်လို့ရမယ်ကျွန်တော်တို့ကကျတော့ pace ပေါ့နော် pace ကဘယ်လောက်နဲ့သွားနေဟာမျိုးလဲပြီးတော့တို့ကကျတော့ဘယ်လောက်ကီလိုမီတာပြီးသွားပြီလဲဟုတ်ကဲ့ပြီးရင်ကျွန်တော်အဓိကကျွန်တော်ကဘာကိုသွားပြီးတော့လုပ်လဲဆိုတော့ဒီကျွန်တော်ရောက်နေတဲ့ဒီ distance ဥစ္စာပေါ့ကတ်တဲ့ဥစ္စာကီလိုမီတာနဲ့ကျွန်တော် elevation ကိုကျွန်တော်အမြဲတမ်း balance လုပ်တယ် balance လုပ်ကျွန်တော်အခုမှကျွန်တော်တို့ဟိုပြေးပြီဆိုလို့ရှိရင်ကွယ်ဒီ
အကျန်းတို့ map ရှိရလေ ဟုတ်ကဲ့ map ကိုကျွန်တော်တို့အမြဲတမ်းကြည့်တာပြီးတော့ station ကဘယ်နားမှာရှိရဆိုတာ station တွေကိုအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပွဲတိုင်းမှာကျွန်တော်အဲ့ဒါကို print ထုတ်တယ်ဟုတ် print ထုတ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့နှစ်ခုပေးတယ် organizer တွေကအဲ့ဒီ map ကပြီးလို့ရှိရင် station တွေကိုမှ detail စာနဲ့ရေးထားတဲ့ဟာရှိတယ်ဒီဥစ္စာပေါ့ plus or minus ဘယ်လောက်တက်မယ်ဘယ်လောက်တက်မယ် carrot တိုင်းကဘာဆိုတာလေအဲ့လိုမျိုးဆိုအဲ့လိုကျွန်တော်တို့ကြောက်ကပ်ပြီးတော့ကျွန်တော်တို့ print ထုတ်တယ်ပြီးတော့အချို့ဆိုကတ်လောင်းတယ်ဗျာရေးဆိုခံအောင်လို့ဆိုပြီးအဲ့ကားလေးကိုကျွန်တော်ကြည့်တယ်ဒါမှမဟုတ်တချို့ကြတော့ပဲတစ်ခါလေဆိုလို့ရှိရင်အဲ့ဒါကတ်မထုတ်မရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ဖုန်းမှာဟို wallpaper တင်လိုက်ရတာဟုတ်တစ်ချိန်လုံးကြည့်လို့ရအဲ့ဒါကြည့်လို့ရအောင်လေ wallpaper တင်ထားလိုက်တာဒီခဏပွဲချိန်တွင်ပေါ့နော် wallpaper တင်ပြီးတော့ကျွန်တော်ပဲရောက်နေတယ်ပြီးတော့နိုင်နဲ့ check လုပ်တယ်ဒီနေရာကတော့မှ30ကီလိုမီတာမှာ elevation က1000လောက်ရှိတယ်ဆိုလို့ရှိရင်နောက်ဘယ်လောက်ဆက်တက်ရမလဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကိုဘယ်လောက်ထိ energy ကိုသုံးပါလဲဘယ်လောက်ထိခြွေပါလဲပြီးတော့ nutrition ကိုလည်းပဲဘယ်လိုကြိုပြီးတော့ဖြည့်ပါလဲဆိုတော့ decision ချလို့ရတယ်ကွယ်အဲ့လိုမျိုးဆိုတော့နိုင်ရတော့အရေးကြီးရယ်နိုင်ရအရေးကြီးရဆိုတာဟိုတချို့နိုင်မဖက်နဲ့ပြည့်ရလွယ်ရှိတာပဲဗျာဆိုတော့ဒါပေမဲ့ trade မှာတော့နိုင်ရတော့အရေးကြီးရယ်မြေပုံရော elevation ရောမှန်ပြီးတော့ကိုဘယ်ကိုရောက်နေရလဲဆိုတာလည်းသိရတယ်ပြီးတော့တခုလမ်းပြောက်သွားပြီဆိုလို့ရှိရင်လည်းပဲကိုကဟိုသူတို့ပေးထားတဲ့ map ကိုကြည့်လို့ရတာပေါ့နော်အဲ့လိုမျိုးဆိုတော့ road ကတော့တစ်ခါလေးကြာလို့ရှိရင်တော့ဥစ္စာ road လည်းရေးကြည့်တာပဲလေနော်နိုင်တာပါတော့ကိုအဲ့ဒါအခုနောက်ဆုံးပြိုင်ခဲ့တဲ့ပြိုင်ပွဲကဘာပြိုင်ပွဲဖြစ်မလဲမသိဘူးအခုVietnam မှာဟုတ်လား Vietnam Mountain မှာတော့ဟုတ်ကဲ့လာမဲ့ပြိုင်ပွဲရောအခုတော့ပြိုင်မှာဘာရှိမလဲပြည်တွင်းဖြစ်ဟိုဟာပြည်ပဖြစ်ပေါ့နော်လောလောဆယ်ကျွန်တော်ကမရှိသေးဘူးလောလောဆယ်မရှိသေးဘူးဒီနေ့အတွက်ကိုကျွန်တော်ဟိုလောလောဆယ်ကပွဲကတော့ပြည်ပပွဲကတော့မရှိတော့ဘူးလို့ပြောလို့ရတယ်ဒါပေမဲ့အခုမောင်းဖူကြီးကို virtual ဟို register လုပ်ထားတယ်virtual ပြေးမယ်ဥစ္စာကိုtax လဲလုပ်ချင်လို့ဟို100 mile ကိုကျွန်တော်အခုနောက်ပွဲကျွန်တော်ရဲ့နောက်တစ်ပွဲကကြတော့ကျွန်တော်ဟိုဟာသွားတော့မယ်မိုင်လာသွားတော့မယ်ဆိုတော့အခုဟို100 mile နဲ့ကျွန်တော်စပြီးတော့ကျွန်တော်ချင်းကတ်တော့မယ်ချင်းကတ်တော့မယ်100 mile ကိုစပြီးတော့ကျွန်တော်focus ထားနေပြီပေါ့နော် focus ထားနေပြီဆိုတော့ဘာလို့အဲ့ဒါလည်းပဲပြန်ပြီးတော့ရှေ့ကိုပြန်ကောက်လို့ရှိရင်အရင်တော့အဲ့လို trade ပွဲတွေမှာ100 mile ကိုလူတွေပြေးတယ်ဆိုတော့ကျွန်တော်တစ်ခါမှမမြင်ဘူးပြီးတော့ယုံလည်းမယုံတကယ်မျိုးတီးလည်းဟိုဆိုတာမသိဘူးပေါ့နော်အဲ့လောက်ထိလုံးနိုင်မလားဆိုတာလည်းမသိဘူးဒါပေမဲ့ပထမဆုံးကျွန်တော်ရဲ့အဲ့ချင်းမိုင်ရဲ့ပွဲမှာပထမဆုံးတွေးလိုက်တဲ့အတွေ့အကြုံကကြတော့ကျွန်တော်21ပြေးတယ်20 category ပြေးတာဗျာပြေးနေတယ်ကျွန်တော်ပန်းဝင်ကန်ဒီ2ကီလိုမီတာလောက်အလိုမှာအဲ့လိုမျိုး BNN ကအဲ့လိုမျိုးတင်းနေကြ20ဝန်းကျင်လောက်ပဲရှိမှာကောင်လေးက20မဟုတ်လို့25လောက်ပဲရှိတယ်သူကကျွန်တော်ရှိမှဖြည်းဖြည်းလေးသွားနေတာဖြည်းဖြည်းလေးသွားနေတော့ဟိုဒါပေါ့ကျွန်တော်ထင်လိုက်တာသူဟာဘာဖြစ်လို့အဲ့လိုဖြည်းဖြည်းလေးသွားနေတာပေါ့နော်ပန်းဝင်မယ်ရောက်တော့မယ်ဆိုပြီးတော့အထင်သေးလိုက်တာအထင်သေးတဲ့စိတ်ဝင်သွားတာဗျာကောင်မလေးကိုဒါပေမဲ့ကျွန်တော်သူ့ကိုကြော်ပြီးတော့နောက်ကနေကြော်ပြီးတော့ဒီလိုပြန်လှည့်ကြည့်တဲ့အချိန်မှာသူ့ရဲ့ဘက်ကသူ့ရဲ့ရင်ဘက်ကဟိုဒါ big က100 mile just say 100 mile အဲ့ဒီလိုမျိုးအသက်20အစိတ်အရွယ်ကောင်မလေးတယောက်ကလှုပ်တယ်ဆိုတာတော်တော်ကြီးကိုကျွတ်သွားတော်တော်ကြီးကိုကျွတ်တာအခုအဲ့အချိန်မှာ20ကိုပဲကျွန်တော်စားပြီးတိုင်းနေအော်လို့ဟိုသူတို့တော့လုံနိုင်သေးတာပေါ့နော်ဒါလည်းပဲလှုပ်ကြည့်နေတာပေါ့လှုပ်ကြည့်နေတာဆိုတာဒါတော့ဟိုကျွန်တော်တကယ်ချင်းကျွန်တော်တကယ်ချင်းရဲ့ကောင်မလေးကလည်းမေးတယ်ဘာဒီခုကျွန်တော်ပထမဆုံးပွဲပြေးပြီးတဲ့အချိန်မှာပြီးသွားတော့ဗျာ21ပြီးတဲ့အချိန်မှာဘာဖြစ်လို့အဲ့လိုမျိုးပြေးတာလဲပေါ့နင်းရဲ့ဆက်သွားမယ့်ဟာဘာလဲပေါ့ဟာမိုင်လာဖြစ်ချင်တယ်လို့မိုင်လာဖြစ်ချင်တယ်100 မိုင်ကိုပြီးချင်တယ်ပေါ့နော်ပြီးချင်တယ်သူက100 မိုင်ဆိုလို့ရှိရင်48နာရီပွဲပေါ်မှုတည်တယ်ဗျာပွဲပေါ်မှုတည်ဆိုတော့48နာရီပေးတယ် finish ဖြစ်ချင်တာဟုတ် finish ဖြစ်ချင်တာအဲ့ဒီဟာမှာထပ်ပေါင်းပြီးတော့မှ dream race တွေပိုင်းနဲ့ဆိုလို့ရှိရင်တော့ဘယ်မှာဖြစ်ချင်တယ်ဆိုတာထပ်တိုးလာတာပေါ့နော်အဲ့လိုတဖြည်းဖြည်းတော့ဟိုဟာချင်းကတ်နေပြီပေါ့နော်အခုချင်းကတ်နေတော့တဖြည်းဖြည်းတော့အကောင်းနဲ့ပေါ်မှာပါမွေးလို့ရှိရင်တော့နောက်နှစ်ထဲမှာစားတော့မယ်လုံးကြည့်ချင်တယ်ဆိုတော့ဒါပေမဲ့100မိုင်ကျတော့တော်တော်ကြီးကိုပြင်ဆင်ရမှာပြင်ဆင်ရမယ့်ဟာတွေအများကြီးပဲအများကြီးပဲဆိုတော့လေးလာနေတော့မယ်အခုထိတော့ချပါကျွန်တော်တို့လည်းစောင့်နေပါမယ်အားပေးဖို့ဟုတ်ကဲ့အခုအဲ့ဒါဆိုရင်ကျွန်တော်ထပ်မေးချင်တာပေါ့နော်ဒီမြန်မာနိုင်ငံသားတယောက်အနေနဲ့ဒီ trail running မှာပိုင်ဦးနေရဖြစ်နေတဲ့လူတယောက်များရှိလားပေါ့လူဘယ်သူတွေရှိလဲပေါ့ကျွန်တော်ဘယ်သူတွေကိုရှောက်တော့လို့ရှင်လဲပေါ့နော်အခုအဲ့ဒါလေးကျွန်တော်ပြောပြပေးပါဟုတ်ကဲ့ဟိုကျွန်တော်အရင်တော့မသိဘူးပေါ့နော်မသိတော့ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးဒီ application တွေပါသုံးရင်းနဲ့ပြီးတော့ like ရှာတယ်ဆိုတော့မြန်မာနိုင်ငံသားတွေဘယ်သူတွေ
ဒီဟာကို try ထားဘူးလဲဆိုတော့ကျွန်တော် share နဲ့ Wikilaw ဆိုတဲ့ဟာတစ်ခုရှိတယ်။အမှန်တကယ် Wikilaw ကကျတော့ Europe မှာသုံးတာများတယ်ကွယ်။ Wikilaw ဆိုတဲ့ application ရှိတယ်။ Wikilaw မှာဆိုလို့ရှိရင်သူကဒီကျွန်တော်တို့ဒီ tracking လမ်းကြောင်းတွေကိုသူကတော့ ပုံစံမျိုးပဲ social media ပုံစံမျိုးပဲဒီ tracking လမ်းကြောင်းတွေကိုသူက public ကိုပေးတဲ့ဟာရှိတယ်။အဲ့ဒီမှာကျွန်တော်အမှတ်မထင်ပေါ့နော်အမှမြန်မာနိုင်ငံသားတယောက်ကိုကျွန်တော်သွားပြီးတော့တွေ့တယ်ဟုတ်ကဲ့တွေ့တော့အမှသူ့နာမည်ကကိုအောင်မိုးတဲ့ကိုအောင်မိုးဆိုပြီးတော့နာမည်ရှိတယ်သူကလက်ရှိမြန်မာပြည်မှာတော့နေတာမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်စားမှာမလေးရှားမှာနေတာဟုတ်ကဲ့မလေးရှားမှာနေတော့သူကတော်တော်လေးပြန်ပြီးသူရဲ့ဟာကိုသူရေးထားတဲ့ဟာပေါ့ intro လုပ်ထားတဲ့ဟာဆိုလို့ရှိရင်သူက sister Ironman finisher လန်ကာဝီရဲ့sister Ironman finisher ဟာကျွန်တော်တခါမကြောက်ဘူးဗျာသူရေးတာဟာဟုတ်ဘယ်လိုလဲပေါ့full Ironman ကျွန်တော်ထင်တော့လန်ကာဝီတောင်မှပဲအဲ့သူစပြီးတော့ try တဲ့အချိန်မှာဆိုလန်ကာဝီကအခုလိုနာမည်မကြီးသေးဘူးဗျနာမည်မကြီးသေးဘူးဆိုတော့နည်းနည်းလေးဖြိုးလို့ဖြောက်တော့ပဲရှိတဲ့အနေထားမျိုးပါပဲသူကစပြီးတော့တော်တော်စောတယ်တော်လေးကိုစောတယ်တော်လေးစောပြီးတော့အဲ့မှာသူဆက်ပြီးတော့သူက ultra runner ဆိုပြီးတော့ရေးထားတော့သူဘယ်လိုမျိုးဟိုးစားဖြစ်လဲပေါ့နော်ပြီးတော့မှသူဓာတ်ပုံတွေကျွန်တော်တွေ့တယ်ဟုတ်ကဲ့သူဓာတ်ပုံတွေကကျတော့2000နဲ့မှ12ခုနှစ်မှာခီလီယန်ဂျိုနန်နဲ့ရိုက်ထားတဲ့ဓာတ်ပုံကျွန်တော်သွားပြီးတော့အမှတ်မထင်သွားတွေ့လိုက်2012တော်တော်စော2012ဆိုတော်တော်လေးကိုရှေးကိုရောက်တယ်လို့ပြောတော့နော်ဒီရှေ့ပြေးနေတဲ့လူတယောက်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်အဲ့ကိုကျတော့သူနဲ့လည်းပဲသူအကြောင်းကိုကျွန်တော်ဟိုနည်းနည်းလေးဟို present လုပ်ချင်တော့ကြတော့ကျွန်တော်ကတော့သူနဲ့ကျွန်တော်နဲ့ contact ပုံစံမျိုးစူးစမ်းနေတယ်ဆက်သွယ်ရဖို့လေဆက်သွယ်ရဖို့စူးစမ်းနေတော့သူက2012ကန်နာဗာလူမောင်ကန်နာဗာလူပွဲမှာမလေးရှားရဲ့မောင်ကန်နာဗာလူမှာသူကစပြီးတော့ဒီ trail ကို ultra marathon တွေကိုသူစပြီးတော့ဟိုအဲ့ရှေ့မှာလည်းပဲထိတွေ့လိမ့်မယ်ဒါပေမဲ့လက်ပုံအရဆိုလို့ရှိရင်တော့အဲ့မှာသူစနေပြီအဲ့မှာစနေဆို2012ဆိုမြန်မာပြည်မှာမလုံးဝမရှိတော့သေးဘူးလို့တော့ထင်နေတယ်နော်တော်တော်တီးပြီးခောက်ပြီးမရှိတော့သေးဘူး trail ကိုလေတော်စိမ့်အောင်မယ်ထင်တယ်နော်တော်တော်လေးကိုရှေ့ကြတယ်ဟုတ်တာပေါ့ရှေ့ရောက်နေတာပေါ့နော်ရှေ့ရောက်နေဆိုအဲ့ကိုတယောက်ကတော့အဲ့ဒီအကိုပေါ့အကိုပဲပြောပါတော့သူအခုလက်ရှိဆိုရင်တော့အသက်က60ဝန်းကျင်လောက်တော့ရှိပြီဒါပေမဲ့သူကတော့မလေးရှားမှာပဲနေတယ်ဟုတ်မြန်မာပြည်မှာတော့အဲ့ဒါဆိုသူခု60မှာလည်းပြေးတော့မလားအခုနောက်ပိုင်းတော့တိတ်ပြီးတော့ update ကတော့ကျွန်တော်သိချာမသိဘူးဗျာပထမရှိအဲ့လိုမျိုးတင်ထားတဲ့ဓာတ်ပုံနဲ့အဲ့လိုမျိုးပြီးတော့ခီလီယန်ဂျိုနက်စာလည်းပဲဒီ tree ရဲ့ဟို goat တယောက်အနေနဲ့ပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတယောက်အနေနဲ့ပြီးတော့ကျွန်တော်တို့ဒီလက်ရှိမြန်မာပြည်မှာကျင်းပမြန်မာပြည်မှာလက်ရှိရိုးစားပေါ့ပွဲတွေလုပ်နေတဲ့ IDI ဆိုတာရှိတယ်ကွယ် International ရိုးစားပါလဲ Trail Running Association ဆိုတဲ့အဲ့ဒီကပွဲအဲ့ဒီ IDI တော့မှမပေါ်ခင်တည်းက तू ကဟုတ်အဲ့ဒါကိုestablish မဖြစ်ခင်တည်းက idea ရ2013မှာတရားဝင်ဖြစ်လာတာပေါ့နော်ဒါတော့2012လောက်တည်းကသူကအဲ့ဒီပွဲတွေဒီ trade ပွဲတွေကိုပြေးနေတယ်ပြီးတော့မလေးရှားမှာပြီးတော့ဟိုဒီ trade လောကရဲ့တကယ်ဟို CRE ဂုရုကြီးပေါ့နော်ကလီယန်ဂျိုတက်လိုလူနေပါသူကဟိုထိတွေ့ခွင့်ရခဲ့တယ်မိတ်ဆက်ခွင့်ရခဲ့ဆိုတဲ့ဟာမျိုးပေါ့ဒါတော့မြန်မာနိုင်ငံသားတယောက်အနေနဲ့ဒါကိုယူကောင်းတာဟုတ်ပြီးတော့ပေါ့နော်နောက်တစ်ခုကျွန်တော်ထပ်သိချင်တာဒီ trail running မှာဒီဟို distance ဒီ aquaway category ကိုဘယ်လိုခွဲထားလဲပေါ့နော်ဟိုဘယ်လောက်ဆိုရင်ဟိုဘယ်လိုဖြစ် ultra marathon ဘယ်လိုမျိုးအဲ့လိုမျိုးခွဲထားလဲပေါ့နော်သူတို့ဟိုတွက်တဲ့ပုံစံအရပေါ့နော်တွက်တဲ့ပုံစံ UTMB ကိုပဲ UTB တော့ပြောလိုက်မှာပေါ့ UTMB သူကIDI နဲ့ UTMB မှာဆိုလို့ရှိရင်ဒီ category ခွဲတဲ့ဟာနည်းနည်းလေးကွဲတယ်နည်းနည်းလေးတူတော့တူတယ်ဒါပေမဲ့နည်းနည်းလေးကွဲတော့ UTMB မှာဆိုလို့ရှိရင်ဒါနားလည်အောင်ပြောရလို့ရှိရင်သူကအခြေခံအားဖြင့်ဆိုလို့ရှိရင် 20k 50k ပြီးတော့ 100k ပြီးတော့ရှိရင်100 mile ဒါမိုင်းနဲ့ဖြစ်တာဒါတော့သူ့ရဲ့ category 3ခုဆိုတာ4ခုသူကအခြေခံအမြင့်သူကခွဲထားတယ် 20k မှာသူကဘာနဲ့သွားလဲဆိုလို့ရှိရင်သူကကျွန်တော်တို့ကဟိုကီလိုမီတာ F4 ဆိုတာရှိတယ်ကီလိုမီတာ F4 နဲ့ကျွန်တော်တို့တွက်တယ်ဥပမာ 20k မှာတကယ်ပွဲမှာကွယ်21လည်းဖြစ်မယ်25လည်းဖြစ်မယ် maybe ဟို distance တွေကတစ်ခုနဲ့တစ်ခုပွဲတစ်ခုနဲ့တစ်ခုကမတူဘူးဒါပေမဲ့ 20k category အောက်ကိုဝင်လိုက်တယ်ဘယ်လိုမျိုးဝင်လိုက်လဲဆိုတော့သူက20ကီလိုမီတာဟို elevation က1000အဲ့လောက်ရှိတယ်အဲ့1000ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာနဲ့ပြန်ပြီးတော့တွက်လဲဆိုတော့ဒီကီလိုမီတာ F4 ဆိုတဲ့သူ့ရဲ့ဒီ equation ရှိတယ် equation ရှိတော့အဲ့ဒီမှာဆိုလို့ရှိရင်20နဲ့အလွယ်ပြောလို့ရှိရင်20ကီလိုမီတာ plus ဟို1000မီတာတက်ရမယ်ဆိုလို့ရှိရင်သူက10ကီလိုမီတာဆိုတော့ road မှာဆိုလို့ရှိရင် on road မှာဆိုလို့ရှိရင်30ပေါ့30ပေါ့30အဲ့လိုအဲ့တော့သူကအားလုံးပေါင်း20 50 100 100 mile အဲ့လိုမျိုးဆိုလို့ 50k ဆိုလို့ရှိရင်သူက
100k 69ထိက 50k category မှာဝင်တယ်အော်အဲ့လိုသူလောက်ထားတဲ့ပုံစံသူအဲ့လိုမျိုးလေးပေါ့သူကအဓိကကတော့ကျွန်တော်တို့ဒီ training တွေပါလုပ်မယ်ဆိုလို့ရှိရင်လည်းပဲနောက်ဆုံးကျွန်တော်တို့က elevation မှာ elevation မရှိတဲ့နေရာမှာကျွန်တော်တို့ training လုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုပြေးမဲ့ပွဲရအောင်မှာ50 km ဟုတ်ကဲ့ဟို50 km category အဲ့တော့တကယ်ပြေးရမှာ55 km ပဲထားပါတော့55 km တက်ရမယ့်အမြင့်ဆိုတာဒီအတက်ကောအဆင်းရောပေါ့နော်အဲ့ဒီမှာသူ့ရဲ့ elevation က2000ပါမယ်ဆိုလို့ရှိရင်55အပေါင်း20ဆိုလို့ရှိရင်85ဆိုလို့ရှိရင်အကိုကဘယ်လိုမျိုး train ရဒီမြေပြမှာ train မယ်ဆိုလို့ရှိရင်အကိုက85 km အကိုဘယ်နှစ်နာရီနဲ့ပြီးအောင်လုပ်နိုင်လဲဆိုတဲ့ဟာမှာ train သွားလို့ရတယ်အဲ့လိုသဘောတရားပဲအဲ့ဒါဆိုရင်ဒီ distance တွေကိုတိထားမှလဲကိုယ့်ရဲ့ training plan ကအဆင်ပြေမှာပေါ့နော်ဒါဆိုရင်တကယ်လို့က attitude မှာ train လို့မဟုတ်တာပေါ့ဒီအမြင့်မှာ train လို့မရဘူးဆိုလို့ရှိရင်ဟို50ပြေးမယ်55ပြေးမယ်ပွဲမှာဆိုလို့ရှိရင်အမြင့်က20အမြင့်က2000မီတာတက်ရမယ်ဆိုလို့ရှိရင်85ကိုကောင်းကောင်း train ထားလို့ရှိရင်လည်းပဲရနိုင်တယ်ရနိုင်တယ်နည်းနည်းဆက်ဖြစ်နိုင်တယ်ဒါဒီခုနတိုတယ်မှာဆိုလို့ရှိရင်အဲ့လိုမျိုးမြေပြန့်မှာအဲ့လိုမျိုးဖြစ်သွားပြီဒါပေမဲ့နောက်တစ်ခုကတော့အဲ့ဒီလိုမျိုးအမြင့်နေမှာဆိုလို့ရှိရင်တခါကျအောက်ဆီဂျင် level ဟုတ်တယ်เนาะကျွန်တော်စကားပြောတော့ကြာအမြင့်မှာကျင်တာတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဒါပေမဲ့လုံးလို့မရဘူးလားဆိုမြေပြန့်မှာလည်းလုံးလို့ရတယ်85လောက်ကျင်ထားလို့ရှိရင်ကွာ55လောက်ကို easy ဟိုဝင်လို့ရတယ်เนาะဟိုအခက်ခဲအရင်မရှိပဲねဟိုအစင်ချောချောမုံကြီးသွားလို့ရအောင်ဟိုမာရသွန်နာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဥစားလေဘလောက် long run ဘလောက်ထုတ်ထားလဲဆိုတဲ့ဟာမျိုး training တွေမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလုပ်လို့ရတယ်ဟုတ်ကျွန်တော်တို့သွားပြီးတော့ကလည်းကျွန်တော်ကြုံမှုတွေဒီ elevation နဲ့အစောနာ oxygen level နဲ့ तू ကအဲ့မှာကျွန်တော်တွေ့ဘူးကတယောက်ဆိုလေအဲ့လိုအပေါ်ရောက်တော့လေသူအဲ့လိုပုံမောလာပြီးတော့ तू ပြီးရင် तू က anxiety တက်တာလားမသိဘူးအဲ့ချိန်ကျရင်လည်းအဲ့လိုပို့ပြီးတော့เนาะအဲ့လို oxygen consumption level ကပို့ပြီးတော့တက်လာတာပေါ့ပို့တော့ဟိုမောလာပြီကွယ် heart rate လည်းတက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့သွေးထဲကနေပြီးတော့ blood oxygen ကပို့ပြီးတော့လိုတဲ့အချိန်မှာကျတော့နည်းနည်းပဲရတယ်ဆိုလို့ရှိရင်ကိုယ် heart rate ကပို့ပြီးတော့တက်တော့မှာပေါ့နော်တက်တော့မှာဆိုအဲ့လိုမျိုးသူဆိုကျွန်တော်တို့ကမောရတော့အမှန်သူအသက်ရှူနေတယ်သိရမှာဒါပေမဲ့သူ anxiety တက်တာလည်းဖြစ်နိုင်တာပေါ့နော်ဒါဆိုရင်တော့ elevation ဒီကောင်လည်းအရေးကြီးတဲ့အထဲမှာပါတယ်ပေါ့နော်ဒီ tree ထဲမှာတော်တော်ထည့်ထွက်ရမယ်တဲ့မှာဟုတ်တယ်ကိုသွားမဲ့ပွဲကဘယ်နေရာကဟိုရေမျက်နှာပြင်ပြင်လေမျက်နှာပြင်ဘယ်လောက်ကစမှာလဲပြီးတော့ maximum ဘယ်လောက်ထိတက်ရမှာလဲပေါ့နော်အဲ့လိုမျိုးဒါဆိုရင်နောက်ဟိုထပ်တိုးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမြန်မာပြည်မှာအခုဟိုပါပေါ့နော်ကျွန်တော်သိချင်တာဒီupcoming ဒီ trade event တွေအခုရှိတာပေါ့နော်ကြားမိလားပေါ့သတင်းတွေကြားဟုတ်ကဲ့ရှိနိုင်မှာရှိပါတယ်ကိုရှိရဟုတ်ကဲ့ကျွန်တော်တို့ဟိုအင်္ဂလိပ်လည်းပဲလာမယ်ကလောလည်းလာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ယူမ trade series လည်းပဲပြန်လာမယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဆိုရင်တော့ဒီလည်းပဲလာအောင်မယ်နောက်နေ့2026ကလန်နာကြီးမှာပွဲအသစ်တွေလည်းပဲဝင်လာမယ်ဒါဆိုရင်ဟို trade ဒီဝါနာရှင်ဘာညာအတွက်တော့ဒီပျော်စရာကြီးပေါ့ပွဲတွေကများဒါတော်တော်တိုးတက်လာရလဲပြောရမှာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းနော်ဟုတ်ကဲ့တက်လို့ရဲ့ pocket season လေးကတော့ဒီနေ့ဒီလောက်ပါပဲကျွန်တော်တို့မအားလက်တဲ့ကြားတွေကနေပြီးတော့လာရောက်ကူညီပြီးတော့ဒီလိုမျိုးမိကုန်းတွေဖြည့်ပြီးတဲ့ကိုကျော်တော်မြင့်ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ဟိုနောက်ကျွန်တော်တို့အစီအစဉ်လေးရှိရင်လည်းအားလိုက်ရင်လည်းလာရောက်ကူညီပေးပါအောင်နော်ဟုတ်ကဲ့ဒီ season ဖြစ်မြောက်ရေးအတွက်ကျွန်တော်တို့ဒီကူညီပေးခဲ့ကြတဲ့ဒီ main sponsor နဲ့ကို sponsor တွေကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ဒီတက်လုံနေနေရပေါ့နော်ဒီလိုမျိုးဟိုအားကစားနဲ့ဆိုင်တဲ့ content တွေဒီ activity လေးတွေကိုအမြဲတင်နေပါတယ်ပေါ့နော်ဒါလေးတွေကိုစိတ်ဝင်စားရင်ဒီတက်လုံရဲ့ဒီ Facebook ရှိတယ်YouTube ရှိတယ် TikTok ရှိတယ်ဒါလေးကို follow လုပ်တာဖို့ကျွန်တော်တိုက်တွန်းပါတယ်တက်လုံရဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဟိုဒီ trail running နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့ TRCM ပေါ့နော် Trail Running Club မြန်မာဆိုပြီးတော့ကျွန်တော်တို့ Facebook group ရှိပါတယ်trail running ကိုစိတ်ဝင်စားတယ်ဒါမှမဟုတ်လည်းပဲလေ့လာခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ Facebook group ပေါ့နော်လာပြီးတော့join ဖို့အတွက်ဖိတ်ခေါ်ပါတယ်ပြီးတော့ YouTube channel လေးလည်းရှိပါတယ် YouTube ကတော့နည်းနည်းလေး update တော့မဖြစ်ဘူးပေါ့နော်စူးစမ်းနေပါတယ် update ဖြစ်အောင်လည်းပဲပြီးတော့ကျွန်တော်တို့ဒီ train နဲ့ပတ်သက်တဲ့ knowledge တွေပြီးလို့ရှိရင်ပွဲစဉ်တွေပေါ့နော်မြန်မာပြည်ကပွဲစဉ်တွေရောအခြားကျွန်တော်တို့နီးစပ်ရာနိုင်ငံတွေကပွဲစဉ်တွေရောအခြားပွဲစဉ်တွေရောကျွန်တော်တို့ information တွေကျွန်တော်တို့ share ပေးတယ်တနိုင်တော့ကျွန်တော် share ပေးတယ်ပြီးတော့သိချင်တာတွေရှိလို့ရှိရင်လည်းပဲgroup မှာ post တစ်ခုတင်ပြီးတော့လည်းပဲမေးလို့ရပါတယ်ဟိုမိကုန်းနေလည်းပဲကျွန်တော်တို့လာပြီးတော့မေးပေးပါလို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါကိုဟုတ်ကဲ့